ကောင်းမှုကုသိုလ်တစ်ခုပြုပြီးဆိုရင်စုံစုံညီညီတာတွေသမီးတွေအလုံးစုံညီမှကောင်းမှုကုသိုလ်ပြုခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်ရဲ့အတွင်းဣဇာလေးအတ္တကံကိုလှမ်းကြည့်လိုက်တော့နောက်ထပ်လည်းကြုံခြင်းနဲ့ဆုံခြင်းနဲ့ဆိုတဲ့ဒီလိုရည်ရွယ်ချက်ကလေးတွေရှိကြတယ်။တို့နဲ့တို့ကောင်းမှုကုသိုလ်ပြုတဲ့အချိန်ခါမှာစိတ်ထားလေးတွေမတူညီကြသလိုပဲအလားတူပဲဒီတိရစ္ဆာန်ဖြစ်တဲ့တရားရဲ့ဆန်းကျယ်ဘုံကိုအကြောင်းရင်းပြန်ပြီးဆန်းစစ်ကြည့်လိုက်တော့ကာမဝိညာဉ်လို့ခေါ်ဆိုအပ်တဲ့စိတ်ဓာတ်ကလေးမတူညီပဲတို့နဲ့တို့ဆန်းကျယ်မှုလေးတွေရှိခဲ့ကြနော်တံပါဏကမ္မစိတ်တံဣမေဝတ္တကတေတိရာတယောယဝစိတ်တဝိသမာတိအာယုဟန္တာနာမနတ္တိကာမဝိညာဉ်လို့ခေါ်ဆိုအပ်တဲ့စိတ်အဲဒီစိတ်မှာဒီငုံလေးတွေခါလေးတွေအစရှိတဲ့ဒီတရားရဲ့တန်တန်မှာတို့ဟာဒီလိုအဆတ်တဲ့ကျဖြစ်ကြအောင်ကြိုးစားအထုတ်ကြမယ်ဆိုတဲ့ဒီစိတ်ထားမျိုးကတော့မရှိကြပါဘူးဒါပေမဲ့လို့ဘာဖြစ်လဲကာမံပါဏယောနေဥပနေတိသူတို့ပြုစုပြောထောင်လိုက်တဲ့ကံကယောနိလို့ခေါ်တဲ့ပရိသတ်တွေမျိုးစေ့ရှိရဘက်သို့ပို့ဆောင်ပေးတယ်ယောနိမူလကောတေတံစိတ်တဘာဝဒီတိရစ္ဆာန်တ attva လေးတွေအစမ်းတည်းဖြစ်ရရဲ့အခြေခံအကြောင်းရင်းကိုပြန်ပြီးစမ်းစစ်ကြည့်လိုက်တော့ယောနိခေါ်တဲ့ပရိသတ်တွေကအကြောင်းရင်းမူလတရားဖြစ်တယ်ယောနေဥပကတာဟိတတ္တတန္တယောနိကေဟိတတိတာစိတ်တဝဟောတိထို့သောယောနိလို့ခေါ်ဆိုအပ်တဲ့ပရိသတ်တွေတို့ကရောက်တဲ့တရားရရဲ့တန်တမှာထိုယောနိပရိသတ်တွေမျိုးစေ့နဲ့တူညီနေတဲ့အကျိုးတရားတွေဆန်းကျင်မှုတွေပေါ်လာတယ်ဣတိယောနိသိတောစိတ်တဘောကမ္မသိတယောနိတိဝိတိတဘာတိရစ္ဆာန်တ attva လေးတွေအမျိုးမျိုးအစအစထူးထွေဆန်းပြရခြင်းသည်ပရိသတ်တွေနှင့်အကြောင်းရင်းရှိဒီပရိသတ်တွေကလည်းဘလို့ကြောင့်ဖြစ်ရတယ်လို့မေးတော့ကံကြောင့်ဖြစ်ရဒီကံဒီဘာကြောင့်ဖြစ်ရတယ်ဘာကြောင့်အစတည်းဖြစ်ရတယ်လို့မေးတော့ကံပြုစုပြောတော်စဉ်အချိန်အခါတုန်းကကံကိုပြုစုပြောတော်စဉ်အချိန်အခါတုန်းကဖြစ်ပေါ်ခဲ့တဲ့စိတ်ထားလေးတွေကအဓိကပါပဲအဲ့ဒီစိတ်ဓာတ်ကလေးတွေမတူညီတော့ကံလေးတွေကမတူညီဘူးကံတွေမတူညီတဲ့အတွက်ဒီကံကနေပြီးတော့ပို့ဆောင်ပေးလိုက်တဲ့ပရိသတ်တွေမျိုးစေ့ချင်းလည်းမတူတော့ဒီတော့ကံကိုပြုစုပြုထောင်စဉ်အချိန်ခါမှာစိတ်ဓာတ်တွေဆန်းကျယ်ခဲ့ရင်ထိုကံတွေဒီဆန်းကျယ်သွားတယ်ကံကဆန်းကျယ်တဲ့အတွက်ကြောင့်ဘာဖြစ်တယ်လဲအဲ့ဒီကံကနေအခြေအနေကြောင့်ဖြစ်ထိုက်တဲ့ကံမျိုးကိုပြုစုပြောထောင်ခဲ့ရင်အခြေအနေကြောင့်ရှိတဲ့ပရိသတ်တွေမျိုးစေ့ရှိရာမိဘတွေထံကိုဒီကံကရောက်အောင်ပို့ပေးတယ်အခြေလေးကြောင့်ဖြစ်ရမယ်ကံမျိုးကိုပြုစုပြောထောင်ခဲ့တယ်ဆိုရင်လည်းအခြေလေးကြောင့်ရှိတဲ့မိဘတို့ရဲ့ယောနိခေါ်တဲ့ပရိသတ်တွေမျိုးစေ့ရှိရာသို့ရောက်အောင်ပို့ဆောင်ပေးလိုက်အခြေများစွာဖြစ်ရမယ်ကံတွေကိုပြုစုပြောထောင်ခဲ့တယ်ဆိုရင်လည်းအခြေများစွာဖြစ်နိုင်တဲ့ပရိသတ်တွေမျိုးစေ့ရှိရာသို့ရောက်အောင်မိဘတွေထံရောက်အောင်ဒီကံကပို့ဆောင်ပေးလိုက်ဒါကြောင့်တရားဒီစံကြရခြင်းတွေပရိသတ်တွေမျိုးစေ့ကအခြေခံအကြောင်းရင်းဖြစ်ပရိသတ်တွေကအခြေနှစ်ချောင်းဖြစ်ရမယ်တရားကိုအခြေနှစ်ချောင်းဖြစ်အောင်အခြေလေးချောင်းဖြစ်ရမယ်တရားကိုအခြေလေးချောင်းဖြစ်အောင်ဖြူရမယ်တရားကိုဖြူအောင်ဝါရမယ်တရားကိုဝါအောင်အစဉ်အမျိုးမျိုးရှိရမယ်တရားကိုအစဉ်အမျိုးမျိုးရှိအောင်ဒီပရိသတ်တွေမျိုးစေ့ကပြုစုပြောထောင်ပေးလိုက်ပါတယ်ဒါကြောင့်တရားတွေကြည့်လိုက်ရင်မိဘတွေနဲ့သာသမီတွေတူညီမှုများရခြင်းအကြောင်းကိုဆန်းစစ်ကြည့်လိုက်တော့ပရိသတ်တွေမျိုးစေ့ကအခြေခံနေတယ်ပရိသတ်မိဘတို့ရဲ့ပရိသတ်တွေမျိုးစေ့ကတရားတွေကိုပုံသွင်းပေးလိုက်တာဖြစ်တော့ဒီပရိသတ်တွေမျိုးစေ့ရှိအောင်ဒီပရိသတ်တွေမျိုးစေ့ရှိတဲ့နေရာသို့ရောက်အောင်ဘယ်သူကပို့ဆောင်ပေးတယ်လို့ကြည့်လိုက်တော့ကံကပို့ဆောင်ပေးပြန်တယ်ဒါကြောင့်ကာမတိတ်္တာဟိယောနိကာမတိတ်္တာယောနိတိဝိတိတဘာဆိုပြီးထက္ကရကဖွင့်ထားတယ်ယောနိခေါ်တဲ့ပရိသတ်တွေမျိုးစေ့ကအစမ်းတည်းဖြစ်ရခြင်းအကြောင်းရင်းကိုပြန်ဆန်းစစ်ကြည့်လိုက်တော့ကံကအခြေခံနေတယ်အဲ့ဒီကံဒီအစမ်းတည်းဖြစ်ရပုံကစိတ်ဓာတ်ကိုအခြေခံတော့
ဘယ်ပုံဘယ်ဘက်ဗဏိလာအဖြစ်စမ်းကျင်သွားရတယ်ဆိုတာကိုအထက်ကကနည်းနည်းထပ်ပြီးတော့ဖွင့်ထားနော်နံပါတ်1သဟဇာတဓမ္မစိတ်တယကံကိုပြုစုပြုထောင်စဉ်အချိန်ခါမှာတရားဝရရဲ့တန်တမှာအတူတကွဖြစ်ပေါ်သွားတဲ့သဟဇာတဓမ္မခေါ်တဲ့ဒီကံစေရနာနဲ့အတူရှင်တွဲပြီးဖြစ်ပေါ်နေတဲ့စိတ်စေတသိက်ရဲ့စမ်းကြယ်မှုကြောင့်လဲကံတွေကအစမ်းတကယ်ဖြစ်အပြန်နေဒီတော့အတူရှင်တွဲပြီးဖြစ်ပေါ်နေတဲ့စိတ်စေတသိက်ဆိုတာကဒီပရိစ္ဆာသမုပ္ပါဘိုင်းကိုရှုတတ်တဲ့ယောဂီများဆိုရင်တော့သဘောပေါက်ပါလိမ့်မယ်ပရိစ္ဆာသမုပ္ပါဘိုင်းမှာအဝိဇ္ဇာတဏှာဥပါဒံဆိုပြီးတော့ကိလေသာဝတ်၃ခုရှိတယ်သင်္ခါရကံဆိုပြီးတော့ကာမဝက2ခုရှိတယ်ဝိညာဏယုတ်တလရဏဖတ်တာဝေဒနာဆိုပြီးတော့ဝိပါကဝကလည်းရှိပြန်တယ်အဲ့ဒီကိလေသာဝကာမဝဝိပါကဝဆိုတဲ့ဝတ်၃ပါးရှိတော့ကိလေသာဝခေါ်တဲ့အဝိဇ္ဇာတဏှာဥပါဒံတွေကိုအခြေခံပြီးတော့ကာမဝလို့ခေါ်ဆိုအပ်တဲ့သင်္ခါရကံတွေကဖြစ်ရတယ်ဒီသင်္ခါရကံတွေကိုအခြေခံပြီးတော့တက္ကဝိပါကဝလို့ခေါ်ဆိုအပ်တဲ့ဝိညာဉ်ယုတ်တလရဏဖတ်တာဝေဒနာခေါ်ဆိုအပ်တဲ့ယုတ်တရားနံတရားတွေအကျိုးဝိဘက်နံတရားတွေယုတ်တရားတွေလာဖြစ်ရပြန်တယ်အဲဒီအကျိုးဝိဘက်ယုတ်နံတွေကိုအချိန်မြင့်ဝိပဿနာမရှုပါနိုင်တဲ့ပုဂ္ဂိုလ်တွေအဖို့တက္ကအဝိဇ္ဇာတဏှာဥပါဒံတွေထပ်ပြီးဖြစ်ဒီအဝိဇ္ဇာတဏှာဥပါဒံတွေကလှုပ်ဆော်ပြလိုက်တဲ့အတွက်ထိုဘဝကိုရရှိကြောင်းဖြစ်တဲ့သင်္ခါရကံတွေကိုတဖန်ပြုစုပြောထောင်ကြပြန်တယ်ဒီသင်္ခါရကံတွေကြောင့်တက္ကဝိပါကဝခေါ်တဲ့ဝိညာဉ်ယုတ်တလရဏဖတ်တာဝေဒနာတွေထပ်ပြီးဖြစ်ပြန်တယ်ဒီဝိညာဉ်ယုတ်တလရဏဖတ်တာဝေဒနာတွေကိုအချိန်မီဝိပဿနာမရှုနိုင်ရင်လည်းတဏှာဥပါဒံအဝိဇ္ဇာတဏှာဥပါဒံတွေထပ်ပြီးဖြစ်ပြန်တယ်အဲ့ဒီလိုဝသုံးပါးကခြားလဲလဲနေတာဖြစ်တော့အဲ့ဒီယထာဆက်ပြီးလဲပြီးများလို့အဆက်မပြတ်လဲပတ်နေတဲ့သဘောဖြစ်နေခြင်းကြောင့်အခြေခံအကြောင်းရင်းဖြစ်တဲ့ကံရဲ့ဆန်းကျယ်မှုမှာဒီကံကိုခြံရံထားတဲ့အဝိဇ္ဇာတဏှာဥပါဒံရဲ့ဆန်းကျယ်မှုအပေါ်မှာမူတည်နေတယ်ဒီတော့ဒီအဝိဇ္ဇာတဏှာဥပါဒံအုပ်စုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအဝိဇ္ဇာတဏှာဥပါဒံ၃ခုတည်းဖြစ်နိုင်တဲ့စွမ်းအားမရှိဘူးဥဆောင်နေတဲ့ခေါင်းဆောင်ကြီး၃ဦးကိုဗရဏာနိအဖြစ်မြတ်စွာဘုရားကရွေးထုတ်ပြီးဟောတော်မူခြင်းဖြစ်ပါတယ်သင်္ခါရကံနေရာမှာကြည့်မယ်ဆိုလို့ရှိရင်လည်းစေတနာကပြဋ္ဌာန်းလို့ဗရဏနိအဖြစ်သာလေသင်္ခါရစေနာကိုကာမဟုအနေနဲ့မြတ်စွာဘုရားကဟောကြားတော်မူခဲ့ပါတယ်ဝိဇ္ဇာတဏှာဥပါဒံအုပ်စုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရေပုံညာအဖြစ်ပြိတ္တန်ဤအကျိုးကိုပေးတယ်ဆိုတာကမနောဒွါရိကဇောဝိတိစိတ်စိတ္တိတွေကသာအကျိုးပေးတာဖြစ်ခြင်းကြောင့်မနောဒွါရဝဇ္ဇသောခုနှစ်ကြိမ်အနေနဲ့ရေပုံညာအဖြစ်ဖြစ်ခဲ့တယ်။ဒါယုံကြတော့လည်းရှိမယ်မကြတော့လည်းရှိနိုင်တယ်။အဲ့ဒီဇောခုနှစ်ကြိမ်မှာဇောတစ်ကြိမ်တစ်ကြိမ်စိတ်တခဏတစ်ခုတစ်ခုအတွင်းမှာဝိဇ္ဇာတဏှာဥပါဒံဥဆောင်နေတဲ့စိတ်စိတ္တိတွေများစွာပါပါတယ်။ရေပုံညာအဖြစ်တော့ပီတိလည်းပါမယ်ဆိုရင်တော့စိတ်စိတ္တိအလုံး20အထိရှိအဲ့ဒီရှင်တွဲနေတဲ့စိတ်ဓာတ်တွေမှာစိတ်စိတ္တိတွေမှာတူးနဲ့တူမတူညီတဲ့သဘောလေးတွေရှိတခါသင်္ခါရကံကြီးကြည့်လိုက်လို့ရှိရင်လဲစွမ်းလူတယ်ပန်းလူတယ်ပဲဆိုကြတော့အဲ့ဒီစွမ်းလူတယ်ပန်းလူတဲ့အချိန်ခါလေးမှာနိဗ္ဗာန်ရနိုင်တဲ့အမျိုးသားဘဝနိဗ္ဗာန်ရနိုင်တဲ့အမျိုးသမီးဘဝကိုလှမ်းပြီးဆုတောင်းကြပြီဆိုကြတော့နိဗ္ဗာန်ရနိုင်တဲ့အမျိုးသားနိဗ္ဗာန်ရနိုင်တဲ့အမျိုးသမီးလို့အတိမှားနေတဲ့သဘောလေးကဝိဇ္ဇာအဲ့ဒီဘဝကိုတွေ့တတ်မဲ့နေတဲ့သဘောလေးကတဏှာစိတ်ကပ်ပြီးဆွဲနေတဲ့သဘောကဥပါဒံဒီဝိဇ္ဇာတဏှာဥပါဒံဥဆောင်နေတဲ့စိတ်စိတ္တိကိုကြည့်လိုက်ရင်ဇောစိတ်တက္ကနာတိုင်းစိတ်တက္ကနာတိုင်းမှာစိတ်စိတ္တိဝမ်းမြောက်ဝမ်းသာနဲ့ပြုခဲ့မယ်ဆိုရင်စိတ်စိတ္တိအလုံး20အထိရှိပါတယ်အဲ့ဒီရှင်တွဲနေတဲ့စိတ်စိတ္တိရဲ့အချိုးအစားကမတူညီခဲ့ဘူးဆိုလို့ရှိရင်လည်းဒီအဝိဇ္ဇာတဏှာဥပါဒံလို့ခေါ်ဆိုအပ်တဲ့ကိလေသာဝတ်ကိုအခြေခံပြီးဖြစ်ပေါ်လာရမယ်သင်္ခါရကံလို့ခေါ်ဆိုအပ်တဲ့ကာမဝတ္တိမှာကွဲပြားသွားတယ်။ဒါကဒီကာမဝတ္အမိရနေတဲ့သင်္ခါရကံစေတနာတွေကိုပြန်ကြည့်လိုက်တော့လေစေတနာတစ်ခုတည်းဖြစ်နေတဲ့စွမ်းအားမရှိဘူး။စွမ်းလူတဲ့ကံပဲဖြစ်ဖြစ်မှန်လူတဲ့ကံပဲဖြစ်ဖြစ်ပေါ့နော်။ရေပုံညာအဖြစ်စိတ်စိတ္တိ30ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့မယ်ဆိုရင်တော့ဉာဏ်လည်းရှင်းခဲ့မယ်ဆိုရင်တော့စိတ်စိတ္တိ34လုံးအထိရှိတတ်ပါတယ်။အဲဒီစိတ်စိတ္တိတွေရဲ့တူးနဲ့တူမတူကွဲပြားမှုအပေါ်မှာလည်းမူတည်ပြီးတော့ဒီစိတ်စိတ္တိတွေချုပ်ပြတ်သွားတဲ့အချိန်ကမှကြံရင်ခဲ့တဲ့စွမ်းအင်ကမ္မတတ္တိလို့ခေါ်ဆိုအပ်တဲ့ကံလေးဟာလည်းထူးထွေကွဲပြားမှုဖြစ်လာတယ်
နည်းနည်းလေးသဘောပေါက်အောင်ထပ်ပြီးတော့ပြောမယ်ဦးဇင်းတို့လွန်ခဲ့တဲ့၄သိန်းချင်းနဲ့ကဘာတသိန်းပဲဆိုကြပါစို့နော်ဒီပင်ကရာမြတ်စွာဘုရားပွင့်ထွန်းတော်မူတဲ့အကျင့်ကိုပြန်ပြောင်းပြီးစမ်းစစ်ကြည့်ပါသူမေတ္တာရှင်သေးကဗျာဒိခံနေတယ်သူမေတ္တာရှင်သေးကမိမိခန္ဓာကိုယ်ကိုရာခင်းပြီးတော့ဘုရားစုကိုပန်းနေတဲ့ပွဲလေးပြန်ကြည့်လိုက်တော့သူမေတ္တာရှင်သေးကသဗ္ဗညုတ္တဉာဏ်ရရှိဖို့ရန်အတွက်သုတုပန်းထွန်းခဲ့နောက်ဆက်မှာတည်ရှိနေတဲ့သူမိတ္တာအမှုရှိနေတဲ့အမျိုးသမီးတွေလည်းရှိကြတယ်သူမိတ္တာကဘာဆုတောင်းလဲသူမိတ္တာရှင်ရဲ့ရဲ့မြောက်သားတော်ဖြစ်ဖို့ရန်ဆုတောင်းသူမိတ္တာရဲ့နောက်ဆက်မှာတည်ရှိနေတဲ့အမျိုးသမီးပေါင်း2000ကျော်ကြတော့ဘာဆုတောင်းလဲသူမိတ္တာရှင်ရဲ့ဘုရားဖြစ်တဲ့အခါမှာကျွပွဲဝင်ရဖို့ဆုတောင်းရည်ရွယ်ချက်ဥတည်ချက်ချင်းတွေတူညီကြလားမတူညီဘူးလေးသိန်းချင်းနဲ့ကဘာတသိန်းဆိုတဲ့ခီးကာလကိုဖြတ်ကျော်ခဲ့ရဒါတော့အတူတူပဲခြံရံထားတဲ့အဝိဇ္ဇတနာဥပါဒံချင်းတွေကမတူညီတော့အကျိုးပေးခြင်းတွေတူညီသေးလားမတူညီတော့ဘူးသူမေတ္တာရှင်ရဲ့ကသဗ္ဗညုတ္တဉာဏ်ရဖို့ရည်တံပြီးတော့လေးသိန်းချင်းနဲ့ကဘာတသိန်းအတွင်းမှာပါရမီတွေဖြစ်ခဲ့တဲ့အတွက်နောက်ဆုံးသဗ္ဗညုတ္တဉာဏ်ကိုရရှိပါတယ်သူမိတ္တာအမျိုးသမီးကြတော့မြောက်သားတော်ဖြစ်ဖို့ရအတွက်သာရည်ရွယ်တောင်းတပြီးလေးသိန်းချင်းနဲ့ကဘာတသိန်းကိုဖြတ်ကျော်ပြီးပါရမီ10ပါးကိုဖြည့်ကျင့်ခဲ့တဲ့အတွက်သူကဘာဖြစ်တယ်လဲမြောက်သားတော်လာဖြစ်ရသူမိတ္တာအမျိုးသမီးရဲ့နောက်ဆက်မှာရှိနေတဲ့အမျိုးသမီးပေါင်း2000ကျော်ကြတော့သူမိတ္တာရှင်ရဲ့ဘုရားဖြစ်တဲ့အချိန်ခါကျမှကျွတ်တန်းဝင်ရပါလို့ဤဆိုပြီးယေစုဒုကိုတောင်းခံခဲ့တဲ့အတွက်သူမိတ္တာရှင်ရဲ့လို့ခေါ်ဆိုအပ်တဲ့ရှင်ရဲ့ဘုရားတို့ဘောရမမြတ်စွာဘုရားအမိနဲ့ဘုရားဖြစ်ထွန်းပေါ်ပေါက်တော်မူလာတဲ့အချိန်ခါမှာယဟန္တာထေရီမတွေလာပြီးဖြစ်ကြပါတယ်ရတော်ရာနဲ့တနေ့တည်းမှာပဲပြိဋိဘံအတူတူဆံသွားကြလေးသိန်းချင်းနဲ့ကဘာတသိန်းဆိုတဲ့ဒီကာလကိုဖြတ်ကျော်ခဲ့ရတာချင်းအတူတူပဲဒါပြင်နဲ့ဒီသူတို့ပြုစုပြုထောင်နေတဲ့သင်္ခါရကံကြီးတွေတူညီကြသလားလို့ပြီးတော့မတူကြခြံရံထားတဲ့ဒီသင်္ခါရကံကိုခြံရံထားတဲ့အဝိဇ္ဇတနာဥပါဒံကြီးနေလဲတူညီကြသလားမတူညီကြဘူးမတူညီတာကသူမေတ္တာရှင်တဲ့ကပါရမီ7ပါးအပြည့်30တွေကိုအသက်အိုးအိမ်စည်းစိမ်အရရတွေကိုသွန့်လို့ပြီးတော့ဖြစ်ကျင်တော်မူခဲ့ပါတယ်ဘဝပေါင်းများစွာအသက်ကိုသွန့်လို့ပြီးတော့ဖြစ်ကျင်ခဲ့တယ်ဘဝပေါင်းများစွာခြင်းနဲ့အင်္ဂါတွေကိုသွန့်လို့ပြီးတော့ဖြစ်ကျင်ခဲ့တယ်ဘဝပေါင်းများစွာမိမိပိုင်ဆိုင်နေတဲ့အသက်ရှိတဲ့ကာမဝတ္ထုအစုစုတွေကိုသွန့်လို့ပြီးတော့မှဒီပါရမီ7ပါးကိုဖြစ်ကျင်ခဲ့တယ်သူမေတ္တာအမျိုးသမီးရဲ့နောက်ဆွယ်မှာတည်ရှိနေတဲ့အမျိုးသမီးပေါင်း2000ကျော်ကြတော့သူမေတ္တာရှင်သိခဲ့လို့အသက်အိုးအိမ်စည်းစိမ်ကိုယ်လက်ခြင်းကအရရတွေကိုသွန့်လို့ပြီးတော့ဖြစ်ကျင်ခဲ့တာမျိုးဟုတ်သလားဆိုတော့မဟုတ်ဘူးနော်ကံကြီးနေတူသလားမတူဘူးစိတ်နေစိတ်ထားခြင်းတွေလည်းမတူညီကြဘူးမတူညီတဲ့အတွက်အကျိုးပေးခြင်းအကျိုးပေးပုံချင်းတူညီမလားမတူညီဘူးဒီနေ့တရားနာနေတဲ့ပရိသတ်တွေရွေးချယ်ခွင့်ရှိပါတယ်နော်သို့တော့ဘဝဆိုတာကောင်းတယ်လို့ဘုန်းကြီးပြောနေတာတော့မဟုတ်ဘူးသန္တရာခီးတစ်ခုကိုမိမိကဆုံးအောင်မလုပ်နိုင်သေးလို့ဘဝတစ်ခုကိုလက်ခံရမယ်ဆိုရင်ထိုဘဝသည်မိမိဘယ်လိုဘဝမျိုးကိုအလိုရှိတယ်အလိုရှိတဲ့ဘဝကိုဒီချိန်ခါမှာရောက်ရရောက်ကြောင်းဖြစ်တဲ့ကံတွေကိုပြုစုပြောထောင်နိုင်ခွင့်ရှိနေတဲ့အချိန်ခါဖြစ်အဲ့ဒီချိန်ခါမှာမိမိတို့ကဘယ်လိုဘဝကိုအလိုရှိတယ်ဆိုရင်ဘယ်လိုကံမျိုးကိုပြုစုပြောထောင်ရမယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်သို့တော့ကြနတ်ရွေးချယ်တတ်ဖို့လိုပါတယ်မရွေးချယ်တတ်ပဲနဲ့အမတ်တမဲ့ကံတစ်ခုကိုပြုလိုက်လို့ဒီကံကကံအရာတည်သွားလို့ရှိရင်နောက်တစ်ချိန်အကျိုးပြီးတော့အကျိုးပေးတဲ့အချိန်ကကြတော့မှမိမိကဒီကံမျိုးဒီအကျိုးမျိုးဒီကံကြောင့်ဖြစ်ပေါ်လာတဲ့ဒီအကျိုးတရားမျိုးကိုအလုံးမရှိပါဘူးလို့ထိုင်ပြီးငိုနေတော့လဲရအောင်မလားမရတော့ဘူးအချင်းကလွန်သွားပြီနော်အတူရှင်တွဲပြီးဖြစ်ပေါ်နေတဲ့စိတ်ဓာတ်တွေဆန်းကျယ်ရင်လဲဘာဖြစ်တယ်လဲကံနေဆန်းကျယ်သွားပြန်တယ်နောက်တစ်ခုဘူမိစိတ်ဓာတ်ဒါယသဘာဝရဲ့ကြီးနေရာဘုံဆန်းကျယ်ခဲ့မယ်ဆိုရင်လည်းစိတ်ကြီးဆန်းကျယ်သွားတယ်ဒီနေ့ဒီကြောင်းဝင်းနဲ့အတွင်းမှာအနိစ္စဆုံးလူသားတွေနဲ့အနိစ္စဆုံးပုဂ္ဂိုလ်တွေကြည့်ဖို့ခွေးတွေရှိကြတယ်ခုဒီမှာယောဂီအပေါင်းသူတော်ကောင်းတွေကတရားနာနေပေမဲ့လို့ဒီခွေးတွေတရားနာလို့တဲ့စိတ်ထားမျိုးရှိမလားမရှိဘူးတရားအားထုတ်လို့တဲ့စိတ်ထားမျိုးရှိမလား
မရှိကြဘူးတရိစ္ဆာန်ဘုံနဲ့လူဘုံဆိုပြီးကွာဟချက်ရှိနေကွာချက်ရှိနေတဲ့အချိန်ခါကျတော့ဘုံဘောကကွာခြားမှုရှိရင်လည်းစိတ်ဓာတ်ချင်းတွေကွာခြားမှုမရှိဘူးလားရှိတယ်ညကလည်းမြတ်စွာဘုရားကခွေးဥပမာပြပြီးတော့ဟောထားတော့ဒီနေ့လည်းဘုန်းကြီးကခွေးကြောင့်နည်းနည်းတော့ထပ်ပြောနော်ခွေးတွေတစ်ကောင်နဲ့တစ်ကောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်သွားဖြဲပြီးပြတယ်ဘယ်နဲ့တော့လူတွေမှာပဲဒီစိတ်ထားရှိမလားဒီနေ့မှာနော်ဒီစိတ်ထားမျိုးရှိကြမလားမရှိဘူးဘုံကွာခြားတဲ့အတွက်စိတ်ဓာတ်ချင်းတွေကွာဟမှုမရှိဘူးလားရှိနေတယ်ခွေးတွေဒီအစာကိုလူရပြီးစားကြတယ်လို့ခုဒီနေ့လူသားတွေမှာဒီလိုလူရစားမယ်ဆိုတဲ့စိတ်ထားမျိုးရှိလားမရှိကြဘူးဒါကြောင့်ဘုံဘဝကွာခြားမှုရှိခဲ့ရင်လည်းစိတ်ဓာတ်တွေကွာခြားမှုမရှိနိုင်ဘူးလားရှိတယ်ဒီခွေးတွေမှာအစဉ်တည်းမြင့်မြင့်သန္တရာဝဆင်းဒုက္ခမှာလွတ်ရလွတ်ကြောင်းဖြစ်တဲ့ကံတွေကိုတို့ပြည့်စုံပြုထောင်မယ်ဆိုတဲ့စိတ်ဓာတ်မရှိဒီနေ့ယောဂီသူတော်ကောင်းတွေကြည့်လိုက်လို့ရှိရင်သန္တရာဝဆင်းရဲ့ဒုက္ခကြီးမှာလွတ်မြောက်အောင်တို့ကြင်ကြံကြုံကိုပွားများအထုတ်မယ်ဆိုတဲ့စိတ်ဓာတ်တော့ဒီဂရိသာကွာခြင်းကွာမယ်အများအပြည့်တော့ရှိနေကြတယ်နည်းနည်းရှိတဲ့ပုဂ္ဂိုလ်လည်းရှိခြင်းရှိတယ်များများရှိတဲ့ပုဂ္ဂိုလ်လည်းရှိခြင်းရှိပါလိမ့်မယ်နော်ဒါကြောင့်ဘုံဘဝတွေကွာခြားမှုရှိခဲ့မယ်ဆိုလို့ရှိရင်လည်းတရားရည်ရဲ့စိတ်ဓာတ်တွေရဲ့ကွာခြားမှုမရှိနိုင်ဘူးလားရှိနိုင်တယ်နောက်တစ်ခုဝတ္ထုစိတ်ဓာတ်ဒါယမိယာဝတ္ထုယုတ်တွေစမ်းကြယ်ခဲ့မယ်ဆိုလို့ရှိရင်လည်းစိတ်ထားလေးတွေစမ်းကြယ်သွားကြစိတ်ဓာတ်တွေစမ်းကြယ်ရင်ကံတွေလည်းစမ်းကြယ်သွားပြန်တယ်မိယာဝတ္ထုယုတ်ဆိုတာကချုပ်တရားလေးတွေကြည့်ဖို့မျက်လုံးမပါဘူးမျက်လုံးရှိတဲ့ပုဂ္ဂိုလ်နဲ့မျက်လုံးမရှိတဲ့ပုဂ္ဂိုလ်ယူပါယုံနဲ့ပတ်သက်ပြီးကြံစည်စိတ်ကူးမှုခြင်းတဏှာဖြစ်ပုံခြင်းတွေတူပါမလားမတူဘူးသာမဥပမာပေးထားတဲ့မျက်စိကန်းနေတဲ့ပုဂ္ဂိုလ်တယောက်ထိုပုဂ္ဂိုလ်တယောက်ကိုအမတန်ညစ်ပတ်ပင်ရင်နေတဲ့စီလိမ့်လိမ့်ကတ်နေတဲ့အဝတ်စုံတစ်ခုကိုအမတန်ဖြူစင်တဲ့တန်ရှင်းတဲ့အဝတ်တစ်ခုပါပဲလို့သွားပေးရင်လည်းသူသိနိုင်မလားမသိနိုင်မျက်စိအမြင်ရှိနေတဲ့ပုဂ္ဂိုလ်ကြတော့ဒီအဝတ်ကဖြူစင်တဲ့ဒီအဝတ်ကမဲညင်နေတယ်ဆိုတာကိုသူခွဲခြားပြီးမသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်မိယာဝတ္ထုသက္ကုဝိညာဉ်ရဲ့မိယာဝတ္ထုယောကခေါင်းကသက္ကုအကြည်တတ်သက္ကုအကြည်တတ်ရှိတဲ့ပုဂ္ဂိုလ်နဲ့မရှိတဲ့ပုဂ္ဂိုလ်မှာစိတ်နဲ့စိတ်ထားဆန်းကျယ်ပုံချင်းတွေတူညီမလားမတူညီနိုင်ဘူးအလားတူပဲနားပင်းတဲ့ပုဂ္ဂိုလ်နဲ့နားမပင်းတဲ့ပုဂ္ဂိုလ်စိတ်ဓာတ်ချင်းတွေတူညီပါမလားမတူညီနိုင်ဘူးမိယာဝတ္ထုယုတ်တင်ဆန်းကျယ်ခဲ့ရင်စိတ်နဲ့စိတ်ထားလေးတွေလည်းဆန်းကျယ်သွားမယ်နည်းနည်းလေးထပ်ပြီးပြောမျက်စိကန်းနေတဲ့အမျိုးသမီးတယောက်လိုင်းနာဆွဲခြင်းနဲ့စိတ်ထားပေါ်ပါမလားမျက်စိကလည်းရှိနေပြန်ပြီအမေဖေကလည်းသူကလိုင်းနာဆွဲဖို့ပတ်စံနေခမများများပို့နေတယ်ဆိုရင်တော့ဘယ်နဲ့နေမလဲမျက်စိကိုဆေးချယ်ဖို့ဆိုတဲ့စိတ်ဓာတ်ကလေးတွေပေါ်မလာနိုင်ဘူးလားပေါ်လာနိုင်တယ်ဒါမိယာဝတ္ထုယုတ်တွေဆန်းကျယ်ခဲ့ရင်စိတ်နဲ့စိတ်ထားလေးတွေဆန်းကျယ်တဲ့သဘောပဲနောက်တစ်ခုဓွာရစိတ်ဓာတ်ကာယဓွာရတွေဆန်းကျယ်ရင်လည်းစိတ်ဓာတ်တွေဆန်းကျယ်တယ်ဓွာရဆိုတာတော့စိတ်စိတ္တိတို့ရဲ့ဝင်ထွက်နေရာတကားကြီးနဲ့တူလို့သူတို့ကိုဓွာရလို့ခေါ်တယ်အလားတူပဲသက္ကုဓွာရသောတာဓွာရကန္နဓွာရဇိဝဓွာရကာယဓွာရမနောဓွာရဆိုပြီးဓွာရ6ပါးရှိပါတယ်ဝတ္ထုကြတော့သက္ကုဝတ္ထုသောတာဝတ္ထုကန္နဝတ္ထုဇိဝဝတ္ထုကာယဝတ္ထုဟရိယဝတ္ထုဆိုပြီးဝတ္ထု6ပါးရှိတယ်ဟရိယဝတ္ထုကတော့ဝတ္ထုပဲအမိရတယ်ဓွာရအမိမရဘူးသက္ကုဓွာရတို့စတဲ့သက္ကုဓွာရသောတာဓွာရကန္နဓွာရဇိဝဓွာရကာယဓွာရဆိုတဲ့ဒီဓွာရ5ခုကဝတ္ထုလည်းအမိရတယ်ဓွာရလည်းအမိရတယ်စိတ်စိတ္တိရဲ့ဝင်ထွက်နေရတကားပေါက်ကြီးနဲ့တူနေလို့ပဲနော်ဟရိယဝတ္ထုကြတော့ဝတ္ထုသာအမိရတယ်ဓွာရအမိမရဘူးအဲ့ဒီမှာတော့မနောဓွာရအမိရတယ်အဲ့ဒီဓွာရတွေမတူညီခဲ့ရင်လည်းစိတ်ထားတွေမတူညီကြဘူးနမူနာဆိုလို့ရှိရင်ဥစဉ်တို့အတင်္ကျတဘုံပဲကြည့်ကြတော့အတင်္ကျတဘုံမှာမနောဓွာရလို့ခေါ်ဆိုအပ်တဲ့ဘဝင်မရှိဘူးနန္တရားတွေလုံးလုံးမရှိတဲ့အတွက်ကြောင့်အဲ့ဒီအတင်္ကျတဘုံမှာရှိတဲ့တရားရဲ့တန်တမှာစိတ်ဓာတ်လည်းမရှိစိတ်မရှိတဲ့ပုဂ္ဂိုလ်တွေနဲ့စိတ်ရှိနေတဲ့ပုဂ္ဂိုလ်တွေစိတ်ထားခြင်းတွေတူညီနိုင်မလားမတူညီနိုင်ဘူးနောက်တစ်ခုအရူပဘုံကိုကြည့်လိုက်အရူပဘုံကနန္တတက်ပဲရှိတယ်ယုံမရှိတဲ့အတွက်တို့မှအယောင်သိတဲ့စိတ်အတန်သိတဲ့စိတ်အနတ်သိတဲ့စိတ်အယတ္တသိတဲ့စိတ်အတွေ့အထိသိတဲ့စိတ်တွေမဖြစ်ဘူးဓမ္မသဘောလို့ခေါ်ဆိုအပ်တဲ့ဓမ္မယုံမျိုးမျိုးကိုသိတဲ့စိတ်တွေတော့ဖြစ်တယ်တော့ဖြစ်နော်ဒီတော့အရူပဘုံကတရားဝါရီနဲ့ဒီလူဘုံကတရားဝါရီဟာစိတ်ထားချင်းတူညီပါတယ်လို့ပြောလို့ရမလားမ
မရဘူးနော်ဒွါရတွေကွာဟချက်ရှိခဲ့ရင်လည်းစိတ်ထားတွေကွာခြားကြစိတ်ဓာတ်တွေကွာဟချက်ရှိခဲ့ရင်လည်းကံတွေကွာဟချက်ရှိစိတ်ဓာတ်တွေဆန်းကျင်ရင်ကံတွေလည်းဆန်းကျင်သွားကြနောက်တစ်ခုအာရမဏစိတ်ဓာတ်တရားအာယုန်တွေဆန်းကျင်ခဲ့မယ်ဆိုရင်လည်းစိတ်ထားတွေဆန်းကျင်သွားတယ်အာယုန်တွေလောကမှာကြည့်လိုက်ရင်ခံစားစံစားစရာအာယုန်တွေကအမျိုးမျိုးရှိဒီအာယုန်အမျိုးမျိုးကိုခံစားနိုင်တဲ့ပုဂ္ဂိုလ်တွေအဖို့စိတ်ဓာတ်တွေလည်းအမျိုးမျိုးမဆန်းကျင်ဘူးလားဆန်းကျင်လာတယ်ပုံစံနမူနာတစ်ခုဆိုကြပါစို့အရက်တစ်ခုပဲကြည့်ပါလောကမှာအရက်နဲ့ပတ်သက်လို့ခံစားစံစားစရာအာယုန်တွေကအမျိုးမျိုးရှိနေတော့အမတန်ချမ်းသာကြွယ်ဝနေတဲ့တတိတကြွယ်တွေတောက်တဲ့အရက်နဲ့အမတန်ဆင်းရဲနွမ်းပါနေတဲ့သူဆင်းရဲတွေတောက်နေတဲ့အရက်တူပါမလားမတူတတိတကြွယ်တွေကြတော့အစင်တန်းမြင့်တဲ့အရက်အပေါ်မှာတွေ့တာတက်မဲ့တဲ့စိတ်ထားတွေပုံများတယ်အရက်သမားချင်းတူတော်လဲအစင်တန်းချင်းမတူဘူးအာယုန်တွေထုတွေကွဲပြားနေတဲ့အတွက်ဒီအာယုန်အပေါ်မှာတွေ့တာတက်မဲ့နေတဲ့တဏှာဒီအာယုန်အပေါ်မှာအတိမနေတဲ့အဝိဇ္ဇာဆွဲလန်းနေတဲ့ဥပါဒံချင်းတွေတူညီပါမလားမတူညီနိုင်ဘူးအဝိဇ္ဇာတဏှာဥပါဒံတွေမတူညီတဲ့အတွက်အာယုန်တွေဆန်းကျယ်နေတဲ့အတွက်စိတ်ဓာတ်တွေလည်းဆန်းကျယ်မသွားဘူးလားဆန်းကျယ်သွားနိုင်တယ်လောကမှာအာယုန်အမျိုးမျိုးကိုခံစားနေတဲ့ပုဂ္ဂိုလ်တွေအဖို့တော်တော်ခံများရှိကြပါတယ်နော်တကြွတရားတွေကတီကောင်ကြိုက်တကြွပုဂ္ဂိုလ်တွေကြတော့တီကောင်ကိုယွန်းတယ်တကြွပုဂ္ဂိုလ်တွေကြတော့ခွေးသားကိုကြိုက်တယ်တကြွပုဂ္ဂိုလ်တွေကြတော့ခွေးသားကိုယွန်းကြတယ်တကြွပုဂ္ဂိုလ်တွေကြဥတောင်းသားကိုကြိုက်တကြွပုဂ္ဂိုလ်တွေကြတော့ဥတောင်းသားကိုအမတန်ယွန်းရှာဆက်ဆုပ်ကြတယ်တကြွပုဂ္ဂိုလ်တွေကြတော့အသားငါကြိုက်တကြွပုဂ္ဂိုလ်တွေကြတော့အသားငါယွန်းရှာဆက်ဆုပ်ကြဒီတော့အာယုန်တွေထုတွေကွဲပြားသလိုသရဝရရဲ့တန်တံမှာဖြစ်ပေါ်နေတဲ့စိတ်ထားခြင်းလေးတွေတူညီကြလားမတူညီဘူးအာယုန်တွေဆန်းကျယ်သလိုစိတ်ဓာတ်တွေလိုက်ပြီးတော့ဆန်းကျယ်စိတ်ဓာတ်တွေဆန်းကျယ်သလိုပြုလုပ်နေတဲ့ကံခြင်းတွေလည်းဆန်းကျယ်ပြီးတော့မသွားဘူးလားသွားကြပြန်နေမတူကြဘူးနော်ကောင်းတဲ့ဘက်ကိုကြည့်လိုက်ပန်းလေးလှုံမယ်တချို့ကဒီပန်းကိုတောင်မှဘယ်လိုအယောင်မှဘယ်လိုအဆင်းမှဘယ်လိုအနတ်မှဘယ်လိုပန်းမှဆိုပြီးတော့စိတ်ထားလေးတွေကတစ်မျိုးရှိတချို့ကြတော့လေတောတဲ့ကတပြေကကလေးကိုဖမ်းပြီးတော့လှူလိုက်ရတာကိုရှင်းတတ်နေတဲ့စိတ်ထားလည်းမရှိနိုင်ဘူးလားနင်းစီပန်းကိုလှူနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာဖြစ်ပေါ်နေတဲ့စိတ်တွေစိတ်ထားတပြေကကလေးတစ်ခုကိုခုပြီးတော့လူနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာဖြစ်ပေါ်နေတဲ့စိတ်တွေစိတ်ထားအာယုန်ကြီးတွေထုတွေကွဲပြားမှုရှိနေတဲ့အတွက်စိတ်ဓာတ်ချင်းတွေလည်းတူညီမှုရှိနိုင်မလားမရှိနိုင်ဘူးနော်ဒါကြောင့်အာယုန်တွေဆန်းကျင်ရင်လည်းစိတ်ဓာတ်တွေဆန်းကျင်စိတ်ဓာတ်တွေဆန်းကျင်ရင်လည်းတီထောင်ဖန်ဆင်းလိုက်တဲ့ကံတွေဆန်းကျင်သွားပြန်တယ်နောက်တစ်ခုနံပါတ်6အနေနဲ့ကာမနာနတ္တမူလကနာလင်္ဂနာနတ္တတင်ညာနာနတ္တဩဟာရနာနတ္တဒီနာအနေကဝိဒါနာစိတ်ဒါနာနိဗ္ဗာဒနာတာယာပိတိရစ္ဆာနကတစိတ်တတော်စိတ်တတရအမေဝစိတ်တည်ငြိမ်ဝစိတ်တတရစိတ်တတရအမေဝဝိတိတပါဘာပြောတာလဲဆိုတော့ဒီကံဒီထုတွေကွဲပြားမှုဟာခုနကစိတ်တဆန်းကျင်မှုအပေါ်မှာအခြေစိုက်ထားတယ်အဲ့ဒီစိတ်ဓာတ်တွေရဲ့ထုတွေကွဲပြားမှုကဘာကိုအခြေခံလဲလို့မေးတော့လင်္ဂနာနတ္တအသွင်တန်တန်လေးတွေလိင်အသွင်လေးတွေမတူတာကိုအခြေခံထားတယ်လိင်အသွင်မတူညီဘူးဆိုတာကဘာလဲလို့မေးလိုက်တော့အထဒါလိနီအထကရာသမျက်နှာတရားရှိမှဖွင့်ဆိုထားပါတယ်နော်ကမ္မတော်လင်္ဂတော်စေဝလင်္ဂတင်ညာပါဝတ္တရေတင်ညာတော်ဗေဒကိသန္တိဣဋ္ဌာယံပုရိသောတိဝါဘာပြောတာလဲကံဒီစမ်းကြဲတဲ့အတွက်အတိတ်ကကံပဲဒီကံကနော်ဒီဘဝတီထောင်ပန်းစင်းနေတဲ့ကံကိုတော့မဆိုလိုသေးဘူးအတိတ်ကတီထောင်ပန်းစင်းခဲ့တဲ့ကံဒီကစမ်းကြဲတော့ဒီဘဝမှာလိန်အတွင်းတန်တန်လေးတွေတူးနဲ့တူမတူညီဘူးစမ်းကြဲလာတယ်ခုနကပြောခဲ့တဲ့သူမိသားရှင်ရဲ့သေးတို့ရဲ့ဗျာဒိခံပွဲပဲကြည့်ပေါ့အမျိုးသမီးတစုကအမျိုးသမီးဖြစ်ခြင်းနဲ့စိတ်ထားပဲမရှိဘူးလားရှိနေတယ်သူမိသားရှင်ရဲ့သေးကြတော့လေသမညွတ်တဉာဏ်ကိုရရှိတဲ့အမျိုးသားဖြစ်ခြင်းနဲ့စိတ်ဓာတ်မရှိဘူးလားရှိတယ်အဲ့ဒီကံလေးတွေကဆန်းကျယ်ခဲ့တဲ့အတွက်အမျိုးသမီးဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်တွေကဘာလာဖြစ်တယ်လဲအမျိုးသမီးလာဖြစ်ကြတယ်အမျိုးသားဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကြတော့အမျိုးသားဖြစ်အမျိုးသမီးဖြစ်ရခြင်းအမျိုးသားဖြစ်ရခြင်းရဲ့အခြေခံအကြောင်းရင်းကိုပြန်ပြီးစမ်းစစ်ကြည့်လိုက်တော့ဘာအခြေခံလဲကံကိုအခြေခံတယ်ကံကြောင့်အမျိုးသမီးအသွင်အပြင်လိမ့်တန်းတန်းဖြစ်ပေါ်လာရအမျိုးသား
အတွင်အပြင်လိမ့်တန်တန်နေဖြစ်ပေါ်လာရဖြစ်ပေါ်လာရတဲ့အချိန်ကကြတော့ခုလိုဘဝတစ်ခုရရှိပြီအာယုန်တစ်ခုကိုမြင်လိုက်တဲ့အချိန်ခါမှာအမျိုးသမီးအတွင်တန်တန်အမျိုးသားအတွင်တန်တန်ကိုမြင်လိုက်တဲ့အချိန်ခါဘာဖြစ်လာလဲဟောဒါကအမျိုးသမီးလို့ခေါ်တယ်ဒါကိုတော့အမျိုးသားလို့ခေါ်တယ်ဒီလိုအမှတ်တင်ညာလေးတွေပေါ်မလာဘူးလားပေါ်လာတယ်ဒီလိုအတွင်တန်တန်လေးကြတော့သားလို့ခေါ်တယ်ဒီလိုအတွင်တန်တန်ကြတော့သမီးလို့ခေါ်တယ်ဒီလိုအတွင်တန်တန်ကြတော့အဖိုးကြီးလို့ခေါ်တယ်ဒီလိုအတွင်တန်တန်ကြတော့အဖွားကြီးလို့ခေါ်တယ်အဲ့ဒီလိုလိန်နဲ့ပတ်သက်တဲ့အမှတ်တင်ညာလေးတွေထွတ်ထွတ်ကွဲပြားမှုရှိမလားဘူးလားရှိလိုက်အဲ့ဒီလိုလိန်နဲ့ပတ်သက်တဲ့အတွင်တန်တန်နဲ့ပတ်သက်နေတဲ့အမှတ်တင်ညာလေးတွေကွဲပြားလာတဲ့အတွေ့ဝေါဟာရလို့ခေါ်ဆိုအပ်တဲ့ခေါ်နေတဲ့အသုံးအနှွန်းလေးတွေကကွာဟချက်ရှိမလားဘူးလားရှိလိုက်ဒီလိုပုဂ္ဂိုလ်ကြတော့ယောက်ျားလို့ခေါ်တယ်ဒီလိုပုဂ္ဂိုလ်ကြတော့မိန်းမလို့ခေါ်တယ်ဒီလိုပုဂ္ဂိုလ်တွေကလူလို့ခေါ်တယ်ဒီလိုပုဂ္ဂိုလ်တွေကြတော့နတ်လို့ခေါ်တယ်ဒီလိုတရားတွေကြတော့တိရစ္ဆာန်လို့ခေါ်တယ်စသည်ဖြင့်ခေါ်သုံးဆွဲထားတဲ့အသုံးနှုန်းလေးတွေတူညီသေးလားမတူညီတော့အဲဒီလိုအသုံးနှုန်းဝေါဟာရလေးတွေမတူညီတဲ့အတွက်ကြောင့်ဒီဘဝမှာဘာဖြစ်လဲပြုလုပ်ဖန်တီးနေတဲ့ကံလေးတွေလည်းမတူတော့ဘယ်လိုမတူလဲလို့မေးတော့ဒါကအမျိုးသမီးပဲလို့သိနေတဲ့ပုဂ္ဂိုလ်အတိမနေတဲ့ပုဂ္ဂိုလ်ဒါကအမျိုးသားပဲလို့အသိနေတဲ့ပုဂ္ဂိုလ်အတိမနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကအမျိုးသမီးဖြစ်ခြင်းနဲ့စိတ်ဓာတ်လေးတွေပေါ်လာတဲ့အမျိုးသားဖြစ်ခြင်းနဲ့စိတ်ဓာတ်လေးတွေပေါ်လာတဲ့အမှတ်တင်ညာကွဲတော့ဝဟာရတွေကွဲတယ်ဝဟာရကွဲခြင်းကြောင့်စိတ်ဓာတ်တွေကွဲပြားမှုဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့ဒီစိတ်ဓာတ်ကလေးတွေကွဲပြားလိုက်တဲ့အတွက်ကြောင့်အမျိုးသမီးဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကအမျိုးသမီးဖြစ်ကြောင်းကံကိုပြုစုပြုထောင်ပြန်တယ်အမျိုးသားဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကြတော့အမျိုးသားဖြစ်ကြောင်းဖြစ်တဲ့ကံတွေကိုပြုစုပြုထောင်ပြန်တယ်အဲဒီလိုပြုစုပြုထောင်လိုက်တဲ့အတွက်အမျိုးသမီးဖြစ်ကြောင်းကံကိုပြုစုပြုထောင်တဲ့ပုဂ္ဂိုလ်ကဒီကံကအကျိုးပေးဖို့ရအခါခွင့်သိပြီဆိုရင်အမျိုးသမီးပဲဖြစ်တယ်အမျိုးသားဖြစ်ဖို့ရကံကိုပြုစုပြုထောင်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့ဒီကံကအကျိုးပေးဖို့ရအခါခွင့်သိလာပြီဆိုရင်ဒီပုဂ္ဂိုလ်အမျိုးသားပဲဖြစ်တယ်အဲဒီလိုအမျိုးသားပဲအမျိုးသမီးပဲဖြစ်ရတယ်နတ်ဖြစ်လို့တဲ့ရည်ရွယ်ချက်လူဖြစ်လို့တဲ့ရည်ရွယ်ချက်လူဖြစ်လို့တဲ့ဥတည်ချက်ဖြင့်ကံကိုပြုစုပြုထောင်ခဲ့ရင်ဒီကံကအကျိုးပေးတဲ့အချိန်ကမှလူသားပဲလာပြီးတော့ဖြစ်ရတယ်နတ်ဖြစ်လို့တဲ့ဥတည်ချက်နဲ့နတ်ပြည်ရောက်ကြောင်းကံကိုပြုစုပြုထောင်ခဲ့ရင်ဒီကံကအကျိုးပေးတဲ့အချိန်ကမှနတ်ပဲဖြစ်ရပြန်တယ်မြမဖြစ်လို့တဲ့ဥတည်ချက်ဖြင့်မြမပြည်ရောက်ကြောင်းဖြစ်တဲ့ဇန်ဒီကိုရအောင်ကြိုးစားအထောက်ကြအဲဒီလိုကြိုးစားအထုတ်လိုက်တဲ့အချိန်ခါမှာဒီကံကအကျိုးပေးဖို့ရအခါခွင့်သိလို့ရင့်ကျက်လာပြီဆိုရင်ဒီပုဂ္ဂိုလ်ပြမဖြစ်ဒီတော့စိတ်ဓာတ်ဒီစမ်းကြဲတဲ့အတွက်ကံဒီလည်းစမ်းကြဲမသွားဘူးလားစမ်းကြဲသွားတယ်ဒီကံဒီဘာကြောင့်စမ်းကြဲရတယ်လို့မေးတော့ဒါကလူပဲဒါကနတ်ပဲဒါကပြမပဲဒါကယောက်ျားပဲဒါကမိန်းမပဲလို့ခေါ်သုံးနှုန်းနေတဲ့ဝေါဟာရလေးတွေအပေါ်မှာအခြေစိုက်ပြီးတော့စိတ်ဓာတ်တွေကကွဲပြားသွားတယ်စိတ်ဓာတ်တွေစမ်းကြဲသွားတယ်ဒီဝါရတွေကဘာကိုအခြေခံလဲလို့ပြန်ဆက်စစ်ကြည့်လိုက်တော့ဒါကယောက်ျားပဲလို့မှတ်သားထားတဲ့အမှတ်တင်ညာဒါကမိန်းမပဲလို့မှတ်သားထားတဲ့အမှတ်တင်ညာဒါကလူပဲဒါကနတ်ပဲဒါကဗြဟ္မာပဲစသည်ဖြင့်ဒီလိုမှတ်သားထားတဲ့အမှတ်တင်ညာဒီကွာဟချက်ရှိတဲ့အတွက်အမှတ်တင်ညာကွာဟချက်ရှိခြင်းကြောင့်ဝေါဟာရတွေကွာဟလာတယ်ဒီအမှတ်တင်ညာတွေကလည်းဘာကြောင့်ကွာဟတယ်လဲလို့ပြန်ဆက်စစ်ကြည့်လိုက်တော့လိန်အတွင်တန်တန်လေးတွေမတူညီမှုအပေါ်မှာအခြေခံနေတယ်လိန်အတွင်တန်တန်လေးမတူညီခြင်းကြောင့်အမှတ်တင်ညာမတူညီဘူးအမှတ်တင်ညာမတူညီတဲ့အတွက်ဝေါဟာရတွေမတူညီဘူးကွဲပြားသွားတယ်ဝေါဟာရကွဲပြားမှုအပေါ်မှာအခြေတည်ပြီးတော့စိတ်ဓာတ်တွေထူးတွေကွဲပြားသွားကြစိတ်ဓာတ်တွေထူးတွေကွဲပြားမှုအပေါ်မှာမူတည်ပြီးတော့စိတ်ဓာတ်တွေစမ်းကြဲတဲ့အတွက်ပြုလုပ်ဖန်တီးနေတဲ့ကံတွေလည်းစမ်းကြဲသွားတယ်အဲ့ဒီကံတွေစမ်းကြဲတဲ့အတွက်ကြောင့်ဘာဖြစ်လဲနောက်ထပ်ဘဝတစ်ခုရရှိမယ်ဆိုရင်တရားရည်ဒီတူးနဲ့တူညီနိုင်မလားမတူညီနိုင်တော့ဘူးဒါကြောင့်ကမ္မုနာဝတ္တတေလောကောကမ္မုနာဝတ္တတေပဇာကမ္မနိဗ္ဗာန်တသတ္တရထသဏိဝယာယတောကမ္မုနာကံကြောင့်လောကောတတ္တလောကတိဝတ္တတေဖြစ်ပေါ်၍လာရပေ၏တတ္တလောကလို့ခေါ်ဆိုအပ်တဲ့တရားရည်ဖြစ်ပေါ်လာရတာဘာကိုအခြေစိုက်တယ်လဲကံပဲနော်ကမ္မုနာဝတ္တတေပဇာပဇာတတ္တဝအပေါင်းသည်ကမ္မုနာကံကြောင့်ဝတ္တတေဖြစ်ပေါ်၍လာရပေ၏
Rawa about people laya, Rabaja people laya, a chicken, a Johnny good Santi Gileto, Canyon people laya. Tata Wado the Yaya dot Wayan de Dorata Yatai Aniwa Ani Srapavali, within the host, let bring here, when you see numbers, let when you go. Total so late to cool, no? Parcole, Nazok, no? Lenazok, no? Within the 11 years when you must have. Any when you're going to be 11 years, just or 11 when you appear Jarema, when you go about live popular. So late the cool, that's so late the cool Yagido, when I 11 again, just. Levin a bien go jutwe me twa o Levin when you zone and Levin ye jare ma ko no so le de ku yai tha de let ne saw no Yaya do twa yin de do rathata yatha I aniwa le ne saw ke do tatta tattawa do di Kama niba tatta tattawa do do ko tattawa do ko kama nibandana kandi phwe chi ywe tha a bi Tandra wo sien dukha ji ma jut lo thwat ma twa o kanga di twa ri ko swat kho thaဒီတော့မိမိတို့ကကံတွေကိုပြုစုပြုထောင်တဲ့အချိန်ခါမှာသန္တရာဝစီယဒုက္ခမှာကျွတ်လွတ်တဲ့ဥတည်ခြင်းနဲ့ကံကိုပြုစုပြုထောင်တာမဟုတ်ပဲယောက်ျားဖြစ်ခြင်းနဲ့စိတ်ထားမိန်းမဖြစ်ခြင်းနဲ့စိတ်ထားလူဖြစ်ခြင်းနဲ့စိတ်ထားနတ်ဖြစ်ခြင်းနဲ့စိတ်ထားမြမဖြစ်ခြင်းနဲ့စိတ်ထားစသည်ဖြင့်ဒီစိတ်ထားလေးတွေနဲ့ကံတွေကိုပြုစုပြုထောင်ခဲ့တဲ့အတွက်ဒီလူဘဝနတ်ဘဝယောက်ျားဘဝမိန်းမဘဝဆိုတဲ့ဒီဘဝတွေမှာလွတ်မြောက်အောင်မလားမလွတ်မြောက်တော့မလွတ်မြောက်အောင်ဘယ်လိုကဖွဲ့ကြည့်ထားပြီတဲ့မိမိတို့ကြည်ထောင်ဖန်ဆင်းထားတဲ့ဒီကံတွေကဖွဲ့ကြည့်ထားတယ်ဒါကြောင့်ကံတွေကိုရမ်းပြီးတော့ဒကာကြီးတွေမကြီးတွေပြုတင်သလားမပြုတင်ဘူးနော်တရားတွေကိုဒီသန္တရာဝစီယဒုက္ခကြီးကမကြွအောင်မလွတ်အောင်ဘယ်သူကဆွဲခေါ်ထားတာလဲကံကဆွဲခေါ်ထားတယ်မကြွအောင်မလွတ်အောင်ဘယ်သူကပြုပြင်ပေးနေတယ်ဒီကံကပြုပြင်ပေးနေတာအဲ့ဒီလိုကံကပြုပြင်ပေးနေလိုက်တဲ့အချိန်ခါမှာခုဒီနေ့ကြည့်ပေါ့ဒကာကြီးတွေငွေကြီးတွေအကြောင်းပြချက်အမျိုးမျိုးရှိနန္ဒရာဝဇ္ဇယဒုက္ခမှာကျွတ်အောင်လွတ်အောင်မဲခင်ရှိပါအကျင့်ပြတရားတွေကိုစနစ်တကျကျင့်ကြံကြိုးကိုပွားများအထောက်ကြပါလို့တိုက်တွန်းမယ်ဆိုရင်တပည့်တော်တို့ကအထောက်ခြင်းပါတယ်ဒါပေမဲ့ဆိုပြီးတော့ကွက်လက်ကလေးတွေပြည့်ပြီးဝင်သွားတယ်ဟုတ်ပလားအဲ့ဒီကွက်လက်တဲ့ပြည့်ဝင်သွားတာကဘာဖြစ်လဲတခြင်းကဒီကွက်လက်တဲ့ကိုပြည့်ဝင်လောက်အောင်ကံတွေကိုကိုကထူထောင်ခဲ့အဲ့ဒီကွက်လက်ထဲမှာဝင်ပြီးနေခွင့်ရအောင်ကံတွေကိုထူထောင်ခဲ့တဲ့အတွက်ကြောင့်ဒီကံကဒီကွက်လက်ကနေကျွတ်လွတ်ပြီးထွက်မသွားအောင်ပြန်ပြီးတော့ဆွဲခေါ်ထားတယ်ဒါကြောင့်ဒကာကြီးတွေကမကြီးတွေကြောက်ဖို့မကောင်းဘူးသိကောင်းတယ်ကိုကကျွတ်ချင်တဲ့စိတ်ဓာတ်လွတ်ချင်တဲ့စိတ်ဓာတ်လေးတော့ပေါ်လာတယ်မှန်တယ်မကျွတ်နိုင်အောင်မလွတ်နိုင်အောင်ဒီကံကပြန်ပြီးတော့ဆွဲထားတယ်အကျိုးပေးဖို့ရန်သူကအခါခွင့်သိနေပြီဒီကံရဲ့အရှင်အဝမကုံသေးသမျှမိမိကကျွတ်အောင်လွတ်အောင်ယုံနိုင်တဲ့ဆန္ဒတ္တမရှိဘူးကျွတ်အောင်လုံးလွတ်အောင်ယုံကျင်တဲ့ဆန္ဒတ္တတွေမရှိတဲ့အတွက်ကျွတ်ရကြောကြောလွတ်ရလွတ်ကြောဖြစ်တဲ့ကံတွေကိုတနည်းအားဖြင့်မဂ္ဂင်7ပါးအကျင့်မြတ်တရားတွေကိုစနစ်တကျလွတ်လွတ်ကျွတ်ကျွတ်ကြီးအထုတ်နိုင်တဲ့စွမ်းအားတွေကိုပေါ်လာမလားမပေါ်တော့ဘူးဒီကံကလှက်ပတ်ပြီးတော့ရစ်ပတ်နှောင်ဖွဲ့ထားနော်ဒါကြောင့်ကာမေနာဂိတေလဘတိပတံတံကာမေနကံနေသဝတ္တင်္စဗန္တံတံကမ္မနာနာကရဏတိတဝကတမဝတေနတ္တိကမ္မန္တိလောကေကာမေနာကုသိုလ်ကံကြောင့်ဂိတိကျော်သောတည်ခြင်းကိုလဘတိရရှိအပ်ပါပေ၏မြက်ွယ်မှချီးမွမ်းခံရဒီပုဂ္ဂိုလ်သိတော်တယ်ဒီပုဂ္ဂိုလ်သိတော်တယ်စသည်ဖြင့်မိမိရဲ့မျက်ွယ်မှာချီးမွမ်းခံရဂုဏ်သတင်းတွေသိပြီးတော့ပြန့်လှန်နေတယ်ကြော်စောနေတယ်ထင်ရှားနေတယ်ဘာကြောင့်လဲပြုလုပ်ခဲ့တဲ့ကံတွေပဲအဲ့ဒီကံတွေဒီဘဝပြုလုပ်တဲ့ကံလည်းဖြစ်ခြင်းဖြစ်မယ်အတိတ်ဘဝထိုကပြုလုပ်ခဲ့တဲ့ကံတွေလည်းဖြစ်ခြင်းဖြစ်မယ်အတိတ်ဘဝကံတွေလည်းအခြေစိုက်ပါတယ်ခုဘဝပြစ္ဆုတ်ဘာမှာပြုစုပြုထောင်နေတဲ့ကံတွေအပေါ်မှာလည်းအခြေစိုက်ပါတယ်ဘုရားတို့ဘောရမမြတ်စွာဘုရားကြည့်ပေါ့ဒီနေ့လူသားလူလောကကိုပြန်ပြီးစမ်းစစ်ကြည့်မယ်ဆိုရင်ဘာသာတော်2500ကျော်ခဲ့ပြီဖြစ်တော့အဲ့2500အတွင်းမှာဘုရားတို့မြတ်စွာဘုရားရှင်ခဲ့တော့ကျော်သောဂုံတည်းဗြဟ္မဘုံတိုင်အောင်ပြန့်နိုင်ကြော်ကြနေတဲ့ပုဂ္ဂိုလ်ဆိုတာရှိလားမရှိဘူးဘာကိုအခြေစိုက်လဲ
လေးသိချင်းတဲ့ကဘာတသိန်းတိုင်းတိုင်းပါရမီကိုဖြစ်ကျင်ပြီးတော့တပ်ပိညွတ်တာဉာဏ်ကိုရအောင်ယူခဲ့တဲ့ကံတွေကအခြေစိုက်နော်ဒီကံတွေကြောင့်မြတ်စွာဘုရားရဲ့ကြော်စောတဲ့တွေကမဆန့်ဖို့ပဲတက်နှံပြီးတော့တက်သွားတယ်ဒီတော့ဒီနေ့လူလောကမှာနာမည်ကြီးနေတယ်ရင်းကတော့နာမည်ကြီးမှာပေါ့ဆိုပြီးတော့လိုက်ပြီးမင်းကောင်နေဖို့လိုသေးလားမလိုပါဘူးသူကနာမည်ကြီးလောက်တဲ့ကံတွေကိုပြုစုပြုထောင်ခဲ့နာမည်ကြီးလောက်တဲ့ကံတွေကိုပြုစုပြုထောင်ခဲ့တဲ့အချီးမွမ်းခံရမယ့်ကံတွေကိုပြုစုပြုထောင်ခဲ့တဲ့အတွက်သူချီးမွမ်းခံရတာကိုမိမိကမနာလိုဝန်တိုဖြစ်ခဲ့မိမိမှာအကုသိုလ်တရားဒုဝနေတာပဲနောက်တစ်ခုကံမေနကံကြောင့်ယပတန်တန်ချီးမွမ်းခြင်းကိုပတန်တန်မျက်မှောက်ချီးမွမ်းခံရခြင်းကိုလည်းပဲတရားရှိအပ်ပါ၏မျက်မှောက်မှာလည်းအချီးမွမ်းခံရတယ်မျက်ွယ်မှာလည်းအချီးမွမ်းခံရဘာကိုအခြေစိုက်တယ်ကံပဲအတိတ်ကပြုစုပြုထောင်ခဲ့တဲ့ကံဒီဘဝမှာပြုစုပြုထောင်နေတဲ့ကံအဲ့ဒီကံတွေကြောင့်အချီးမွမ်းခံရကံမေနဇာနိဇဝတ္တင်္စဗန္ဒကံမေနကံကြောင့်ဇာနိဇဆုံးရှုံးပြည့်စည်ရခြင်းကိုလည်းလည်းပဲတရားရှိအပ်ပါ၏ဝတ္တင်္စတပ်ပြညှဉ်းပန်းနှိမ့်ဆက်ခံရခြင်းကိုလည်းလည်းပဲတရားရှိအပ်ပါ၏ဗန္တင်္စအနှောင်အဖွဲ့ခံရခြင်းကိုလည်းလည်းပဲတရားရှိအပ်ပါ၏စည်းစိမ်ဥစ္စာတွေတချို့သိပြီးတော့ပြည့်စည်သွားတယ်ဆုံးရှုံးသွားတယ်ကံဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့ပုံစံအတိုင်းပဲလွတ်သမျှတစ်ချက်မှအစမပြေဘူးဘာကိုအခြေခံလဲကံကိုအခြေခံတယ်အတ္တပြခံရတဲ့အညှဉ်းပန်းခံရတဲ့အနှိမ့်ဆက်ခံရတယ်ဘာကိုအခြေခံလဲကံကိုအခြေခံတယ်ရှင်မောဂ္ဂလန်ကြီးပေါ့နော်မိဘကိုပြင်မမဲ့တဲ့ပြင်မခဲ့မှုတဲ့ကံတွေကိုအခြေခံပြီးတော့ရှင်မောဂ္ဂလန်ဖြစ်တဲ့ဘဝအတ္တိဘဝပေါင်း200ကျော်ဇက်တိုက်ပြီးကောင်းကွက်ပြီးအမြဲအသေးရသေခံခဲ့ရဘာကိုအခြေခံလဲကံပဲမိဘတွေအပေါ်မှာပြမခဲ့တဲ့ကံကိုအခြေခံပြီးတော့အတ္တပြခံရတဲ့အညှဉ်းပန်းခံရတဲ့အနှိမ့်ဆက်ခံရတကံကံကြောင့်ပဲအနှောင်ဖွဲ့ခံရပြန်လေသူတို့ဘာတွေကိုညှဉ်းပန်းနှိမ့်ဆက်ခဲ့တဲ့ကံတွေရှိအဲ့ဒီသူတို့ဘာတွေကိုညှဉ်းပန်းနှိမ့်ဆက်ခဲ့တဲ့ကံတွေကိုအခြေခံပြီးတော့သရဝရီဟာဒီဘဝမှာလည်းအနှောင်အဖွဲ့ခံရဝတ္ထုလေးတစ်ခုပေါ့ခဏခဏပြောဖို့ပါနော်ဘုရားတော်မြတ်စွာဘုရားဇေတဝန်ကျောင်းတိုင်မှာတရားဟောနေစဉ်အတွင်းသတင်း၃ခုဆက်ရောက်လာတယ်သတင်းတစ်ခုကတော့သာဝတိမြို့တကားမှာရွာလေးတစ်ရွာမှာမီးလောင်တဲ့အချိန်ကကြတော့ကိုရုပ်ခွေတစ်ခုကမီးပူရှိန်ဟပ်ပြီးတော့ကောင်းကင်ကိုပြန်တက်သွားပြီးတော့မီးရဲတောက်နေတဲ့အချိန်ကြီးကန်းတစ်ကောင်ကလည်းပြန်ပြီးတော့အလားအဲ့ဒီကိုရုပ်ခွေနဲ့ကြီးကန်းရဲ့လက်ဘင်းနဲ့သွားပြီးတော့စွန့်မိကြီးကန်းသေးသွားတယ်ဒီသတင်းကတစ်ခုနောက်တစ်ခုကတော့သမုဒ္ဒရာထဲမှာရှစ်ခေတ်ကလှေသင်္ဘောတွေပေါ်သွားကြပင်လယ်ထဲရောက်တော့လေတစ်စင်းကလူပေါင်းတော်ခမ်းများပါဒါပြင်းနဲ့ရှေ့ဆက်သွားလို့မရဘဲနဲ့လေဟာပင်လယ်ကြီးမှငြိမ်းပြီးတော့နေတော့ရေကန္တဒီလေပေါ်မှာတော့ကာလကံဒီခေါ်တဲ့သူယုံမှာတေဥတော့ပါဏိပြီးနဲ့တူရဲ့ဆိုပြီးတော့မဲနိုင်ကြတော့လေတကြီးကြော်မဲကြလေတကြီးကြော်ကိုလေတကြီးလောက်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့သူရည်တဲ့ကုက္ကနေတာငါတော့မကြည့်ရဘူးပဲဒါကြောင့်ဒီလိုလောက်ကြသူတူအတွက်နဲ့အလုံးပြည့်စည်ရမယ်ဆိုရင်လည်းမတော်ဘူးဒါကြောင့်သူ့လည်းပဲတဲအိုးဆွဲပြီးတော့ရည်တဲ့တာတွန်းချလိုက်ပြီးတော့ဆိုပြီးတော့အမိန်ပေးလိုက်လည်းပဲမှာတဲအိုးကြီးချီပြီးတော့ရည်တဲ့တွန်းချလိုက်တယ်တဲအိုးကလည်းဆွဲသွားတော့ရည်တဲ့မြုပ်သွားဒီသတင်းကတစ်ခုနောက်သတင်းတစ်ခုကတော့ဉာဏ်တော်တစ်ပါးကုတကုအတွင်းမှာတရားအထုတ်နေတာမမျော်လင့်မဲ့နဲ့တောင်ပေါ်ကနေကြောက်တုံးကြီးတစ်ခုကလိမ့်ကြလာပြီးတော့သူတရားအထုတ်နေတဲ့ကိုယ်ကမှလာပြီးပိတ်9ရက်ကြာတော့ဒီကြောက်တုံးကြီးကလည်းအလိုလိုပွင့်သွားအဲ့ဒီသတင်းကတစ်ခုဒီသတင်း3ခုမြတ်စွာဘုရားကဂျိုင်းတူဆက်ရောက်လာတယ်အဲ့ဒီချိန်ကမှမြတ်စွာဘုရားကအတိတ်ကံလေးတွေကိုပြန်ဟောပြပါတယ်နော်ဒီကြီးကံကအချင်းကသူကလူဘဝမှာလူဖြစ်ခဲ့ခြင်းကလဲမောင်းစဉ်အခါမှာနွားကပုံစံမကြတော့ဒေါသတွေသိဖြစ်တာနဲ့နွားလည်းပဲကောက်ရုပ်ပတ်ပြီးတော့မိရှို့ပြီးတော့နွားတတ်ခဲ့တယ်ဒီကံကအကျိုးပေးဖို့ရအခါခွင့်တက်လာအခါခွင့်တက်လာတော့ကြီးကံဘဝမှာလာပြီးတော့အကျိုးပေးကြတယ်ငရဲလည်းရောက်ခဲ့ပါသေးတယ်နော်နောက်တစ်ခုဒီအမျိုးသမီးကဘာဖြစ်လို့ပင်လယ်ထဲမှာတဲအိုးဆွဲပြီးတော့ရင်မြုပ်ခံရတယ်လို့ပြန်ဆက်စီကြည့်လိုက်တော့ဘဝတစ်ခုဆိုကြပါစို့နော်
သူရဲ့အတိတ်ဘဝဟောင်းကယောက်ျားဖြစ်ခဲ့မှုတဲ့ပုဂ္ဂိုလ်ကသူ့ပြောကလုံးလာကြောက်မယ်ဆိုကြပါစို့သူတို့ပြောရင်တော့ခွေးဘဝရောက်သွားတယ်အဲ့ဒီခွေးကလည်းဒီအမျိုးသမီးကိုခင်တွယ်တော့တကောက်ကနောက်ကနေရှောက်ပြီးလိုက်တော်ရဲသွားလဲလိုက်တယ်ရွာရဲသွားလဲလိုက်နောက်ဆုံးတော့လူတွေကဝိုင်းပြီးပြောင်းလောင်တာနဲ့ရှင်းလုံးတော့ဒီခွေးကိုလေပေါ်တင်ခေါ်သွားပြီးတော့ရေလေကောင်ရောက်တော့လည်းပဲလဲအိုးဆွဲပြီးတော့ခွေးကိုရေထဲတွန်းချလိုက်အဲ့ဒီကံကအကျိုးပေးဖို့ရအခါခွင့်တဲ့လာတော့ဒီမျိုးသမီးပင်လယ်ထဲမှာဒီကံကလိုက်လို့ပြီးသွားတယ်နောက်တစ်ခုကတော့အဲ့ခုနကယဟန်တော်တစ်ပါးကိုယ်ထဲမှာတရားထုတ်နေတဲ့ဒီယဟန်တော်ကတစ်ချိန်သူကနွားကြောင်းသောဘဝနဲ့တူပါရဲ့နော်အဲ့ဘဝတစ်ခုမှာသူကဖို့တကောင်ကိုတောင်ပေါ်ထဲဝင်သွားတာမြင်တော့အဲ့ဒီတောင်ပေါ်မှာရှိတဲ့အပေါက်တွေကိုအကုန်လုံးသူကလိုက်ပြီးတော့မျက်တွေကောင်းရိုးတွေနဲ့လိမ်ပြီးတော့ဆုပ်ပြီးပိတ်ထားလိုက်ဒါပေမဲ့နောက်9ရက်လောက်ကြာတော့ဒီတောင်ပေါ်နဲ့တစ်ပတ်ပြန်ရောက်လာတော့တတိယရတဲ့တောင်ပေါ်ကိုတခါအပေါက်တွေကိုသူကဖွင့်လိုက်တော့ဖုတ်ကမြော့မြော့လေးနဲ့ထွက်လာခဲ့ရအဲ့ဒီခါကျတော့မှဖုတ်ကိုသနာရတဲ့သူကမတတ်ဘူးထွက်လိုက်အဲ့ဒီကံကတစ်ခုပေါ့အဲ့ဒီကံကြောင့်သူကဒီဘဝမှာကူထဲမှာနှောင်ပိတ်ပြီးတော့အနှောင်ဖွဲခံခဲ့ရဒါကြောင့်သူကကံမေနာကံကြောင့်ကံမေနာအကုသိုလ်ကံကြောင့်ဇာနေတသိဘဥစ္စာဆုပ်ယုတ်ပြည့်စည်ရခြင်းကိုလည်းပဲတည်းရရှိအပ်ပါ၏ကံမေနာအကုသိုလ်ကံကြောင့်ဝတ္တိသတပ်ပြညှဉ်းပန်းနှိမ့်ဆက်ခံရခြင်းကိုလည်းပဲတည်းရရှိအပ်ပါ၏ကံမေနာအကုသိုလ်ကံကြောင့်ပန်းတင်စအနှောင်ဖွဲ့ခံရခြင်းကိုလည်းတည်းရရှိအပ်ပါ၏ဒီကံကြောင့်စည်းစိမ်ဥစ္စာတွေဆုံးရှုံးပြည့်စည်ရဒီကံကြောင့်အတ္တဖြတ်အနှင်းပါအနှိမ့်စေခံရဒီကံကြောင့်ပဲအနှောင်ဖွဲ့ခံရရတယ်ဘယ်သူမပြုမိမိမှုပဲဒါကြောင့်တံကမ္မနန္ဒကရဏဝိဒိတဝကတ္တမဝေတေနတ္တိကမ္မန္တိလောကေဒီကံဒီသရဝရီမတူညီအောင်ပြုပြင်ပေးနေတဲ့ဒီကံတွေကထုထွေကွဲပြားမှုရှိတယ်ဒီလိုထုထွေကွဲပြားတဲ့အတွက်သရဝရီဟာတူနဲ့တူမတူညီပဲအကျိုးပေးတွေလည်းထုထွေကွဲပြားမှုရှိတယ်အဲဒီလိုရှိနေတာကိုလောကမှာမြင်နေရတဲ့အတွက်ကြောင့်လောကမှာကံမရှိဘူးလို့ဘယ်လိုပြောနိုင်မလဲလောကမှာကံရှိလားမရှိဘူးလားရှိတယ်သို့တော့တပည့်တော်တို့ဘယ်ပုံပဲပဲဗဏိလအဖြစ်ဒီကံကိုသိကြည့်နိုင်ပါသလဲလို့ဒီလိုတော့မေးစရာရှိနော်တကယ်လက်တွေ့သိကျင်တယ်ဆိုလို့ရှိရင်တော့ပြည့်စရာပရိက္ခဉာဏ်ရအောင်ကြိုးစားအထုတ်တာပြည့်စရာပရိက္ခဉာဏ်လို့ခေါ်ဆိုအပ်တဲ့အတိတ်ကပြစ္ဆုတ်ပါကာလ၃ပါးအတွင်းမှာရှိနေတဲ့အကြောင်းတရားအကျိုးတရားတွေကိုမိမိကစနစ်တကျသိသိတတ်ဆိုရင်တော့ကံရဲ့အကျိုးဟာတကယ်ကျင်ရှားရှိတယ်ဆိုတာမိမိကိုယ်တိုင်ထိုးချိန်ခါမှာသိနိုင်တဲ့အခွင့်အလမ်းရှိပါတယ်နော်ဒီတော့ဒီကံတွေကအစတဲ့ကျအကျိုးပေးနေပုံနဲ့ပတ်သက်လို့အဇဂရဆရာတော်ကဇူလကမ္မဝိပင်ကသုတ်တံမှာမြတ်စွာဘုရားဟောကြားတော်မူတဲ့စကားလေးတစ်ခုကိုလည်းထပ်ပြီးကိုးကားထားပြန်နော်ကမ္မတက္ကမနဝတ္တကမ္မဒါယတကမ္မယောနိကမ္မဗန္ဓုကမ္မပရိတရဏကမ္မတတေဝိပိသတိယတိဓာတိနပဏိတဒါယမာနဝတုပလွလင်တတ္တဝါတို့ဒီကမ္မတက္ကကန္တာလေးကိုယ်ပိုင်ဥစ္စာရှိကြကုန်၏ကမ္မဒါယတကန္တာလေးအဝေကဥစ္စာရှိကြကုန်၏ကမ္မယောနိကန္တာလေးအကြောင်းရင်းဖြင့်ရှိကြကုန်၏ကမ္မဗန္ဓုကန္တာလေးအဆွေခင်မွန်းဖြင့်ရှိကြကုန်၏ကမ္မပတိတရဏကန္တာလေးပေါ်လီလျောက်မိကိုရာရှိကြကုန်၏ယတိတဟိနပဏိတာယံယောဟိနပဏိတာတိဘာဝအကျင့်သရဝါတို့ရဲ့ယုံမြတ်မှုမြင့်မြတ်မှုစတဲ့အဖြစ်ဒီအတ္တိရှိတန်ထိုသရဝါတို့ရဲ့ယုံမြတ်မှုမြင့်မြတ်မှုဆိုတဲ့သဘောတရားကိုကံမှန်ကံတိတတ္တတတ္တဝါတို့ကိုဝိပဿတိခွဲခြားဝေဖန်၍ပေးပေ၏သရဝါဒီလောကမှာယုံမြတ်တဲ့သရဝါရှိတယ်မွန်မြတ်တဲ့သရဝါဆိုတာရှိအဲ့ဒီယုံမြတ်တဲ့သရဝါတအုပ်ဖြစ်ပေါ်သွားအောင်မွန်မြတ်တဲ့သရဝါတအုပ်ဖြစ်ပေါ်သွားအောင်ဘယ်သူကဒီထောင်ဖန်ဆင်းပေးလဲလို့မေးရင်ကံကပဲဒီထောင်ဖန်ဆင်းပေးတယ်ဒီစကားရကလေးကသူ့ဘာလူလင်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူတဲ့ဒေသနာလေးတစ်ခုဖြစ်ပါတယ်နော်အဲ့ဒီတစ်ချိန်မှာဥစဉ်တော်သူ့ဘာလူလင်ကမြတ်စွာဘုရားကချင့်ကပ်ပြီးတော့သူကမိကုန်းနေမိခဲ့ဘူးပါတယ်မိကုန်းမေးတဲ့အချိန်ခါမှာသူကဘယ်လိုဖြစ်တယ်လဲဆိုတော့ဒီနေ့မြတ်စွာဘုရားကလောကကိုကြည့်ရှုလိုက်တဲ့အချိန်ခါမှာသူ့ဘာလူလင်ဒီနေ့တရဏဂုံတည်တော့မယ်ဆိုတာကိုလည်းမြင်တယ်သူ့ဘာလူလင်ရဲ့ဖခင်ကဒေါရိယဘုံနာဖြစ်ပါတယ်ဒီဒေါရိယဘုံနာကြီးက
သေနတိကောသလမင်းကြီးရဲ့ပရောဟိတ်ပုံနာကြီးလည်းဖြစ်ပရောဟိတ်ပုံနာမင်းဆရာကြီးဖြစ်တဲ့အတွက်သေနတိကောသလမင်းကြီးကဒီတောရိယပုံနာကြီးကိုတုတိအမည်ရဲ့တုတိလို့ခေါ်ဆိုအပ်တဲ့ရွာကြီးဒီရွာကိုအပိုင်စားပေးထားပါတယ်အဲ့ဒီတုတိရွာကိုအပိုင်စားရတဲ့အတွက်ကြောင့်သူ့ကိုတောရိယပုံနာဆိုပြီးတော့ဒီလိုခေါ်တယ်ဒီတောရိယပုံနာကြီးမှာသူအမတန်ချစ်နေတဲ့အပ်တဲ့သူ့ဘာလို့ခေါ်ဆိုအပ်တဲ့သားငယ်လေးတူရှိပါတယ်ငယ်ရွယ်စဉ်ခါတည်းကဒီသူ့ဘာကအလွန်တင့်တဲ့လှပချောမွေ့တဲ့ပုဂ္ဂိုလ်တူဖြစ်ခြင်းကြောင့်သူ့ကိုသူ့ဘာလို့သူ့ဘာမာနဝသူ့ဘာလို့လဲဆိုပြီးခေါ်တယ်အသက်ရွယ်ကြီးလာတော့လဲငယ်စဉ်ကခေါ်ခဲ့တဲ့အသုံးနှုန်းအတန်သူ့ဘာမာနဝဆိုပြီးဒီလိုပဲခေါ်သုံးနှုန်းထားတယ်နော်အသက်ဘလောက်ပဲကြီးတော့လဲခုဗမာနိုင်ငံမှာတချို့ပုဂ္ဂိုလ်ကလေးလို့ဥလူကလေးဆိုပြီးခေါ်တယ်အသက်ကြီးလာတော့လဲသူ့ကိုဥလူကလေးပဲခေါ်ပြန်တယ်ဒီပုံစံအတိုင်းနော်သူ့ကိုသူ့ဘာလွတ်လေလို့ခေါ်တယ်ဒါပေမဲ့ဒီသူ့ဘာလွတ်လေရဲ့ဖခင်ဖြစ်တဲ့ဒေါရိယပုံနာကြီးကတနေ့ကိုကွယ်လွန်သွားကြကွယ်လွန်သွားတဲ့အချိန်ကမှသူကဘာဖြစ်တယ်လဲဒေါရိယပြမနောတဏလောဘိနအတ္တနောဝဂရေသူနကောဟုတ်တော်နိဗ္ဗာန်တော်အထက်ကရကဒီလိုဖွင့်ထားတယ်ဒေါရိယပုံနာကြီးကဒဏလောဘိနမိမိရဲ့စည်းစိမ်ဥစ္စာတွေအပေါ်မှာတွေ့တာတတ်မဲ့နေတဲ့ဒဏလောဘကြောင့်မိမိအိမ်မှာပဲပြန်ပြီးတော့ခွေးဖြစ်ရတယ်သူစည်းစိမ်ဥစ္စာကဘယ်လောက်ကျွဲဝချမ်းသာလဲလို့ကြည့်လိုက်တော့ဂရေ80နော်အဲ့ဒီဂရေ80လောက်ကျွဲဝချမ်းသာနေတဲ့ဒီတောရိယပုံနာကြီးကမိမိစည်းစိမ်ကိုထိခိုက်ကြကိုတိမခံနိုင်တဲ့မစ္စရိယတရားလွှမ်းမိုးနေတဲ့အတွက်အနည်းငယ်တော့လည်းပြည့်လူမှုမရှိခဲ့ဘူးမပေးလျော်နေသလားဆိုတော့မကသေးဘူးသူ့သားငယ်ဖြစ်တဲ့သူ့ဘာလွတ်နေကိုလည်းသူကအမြဲတမ်းဆိုဆုံးပါတယ်ဘယ်လိုလဲယေဇနနခယံတိတဝဝမိကနိသတင်စယမဒုနိသသမဟာရပန္တိတောဂရမဝတိစိတ္တမျက်ရည်ကွင်းနေတဲ့မျက်စင်းညိုကြောက်ဆိုတာရှေ့တုန်းကရှိတယ်အဲ့ဒီမျက်စင်းညိုကြောက်ကရှေ့တုန်းကတော့အိန္ဒိယနိုင်ငံမှာအသုံးများခဲ့ပုံရတယ်ဒီကြောက်ကလေးကိုသွေးသွေးပြီးတော့ခုကာလလိုင်းနာဆွဲတဲ့ပုံစံလိုပေါ့နော်မျက်လုံးကိုကွင်းညမျက်လုံးကိုကွင်းတဲ့ကြောက်ညိုလေးတစ်ခုရှိတယ်အဲ့ဒီကြောက်ညိုကိုသွေးပြီးကွင်းတယ်အဲ့ဒီကြောက်ညိုကိုအင်စနလို့ခေါ်ပါတယ်မျက်လုံးလေးလိုင်းနာဆွဲခြင်းပြီဆိုလို့ရှိရင်ကြောက်ကလေးသွေးလိုက်မျက်လုံးလေးကွင်းလိုက်နောက်တစ်ခါလိုင်းနာဆွဲခြင်းပြန်တော့ထပ်သွေးပြန်တယ်မျက်လုံးကွင်းပြန်တယ်သွေးပါများလာရင်ဒီကြောက်ညိုလေးဘာဖြစ်လဲတဖြည်းဖြည်းကုန်သွားတယ်จิตာဒီတိုင်းပဲကြီးစိမ်ဥစ္စာဆိုတာပိလူပါများလာရင်ဒီနေ့ကုန်တာပဲဘာမှအကျိုးမရှိဘူးသူကဒီလိုသားကိုဆုံးမဒါကြောင့်သူကဘာလုပ်ရမလဲဝမိကနိသတင်စရာမဒုရင်သသမဟာရခြတ်တောင်ဖို့တစ်ခုจิตာကြည့်လိုက်ခြတ်ရီဟာနည်းနည်းစုပါများလာရင်ဒီနေ့ဘာဖြစ်လာလဲတောင်ဖို့ကြီးဖြစ်လာပြားတွေကိုကြည့်လိုက်ဒီနေ့နည်းပြားရည်တွေကိုစုပါများလိုက်ပြားရည်တွေအများကြီးဖြစ်လာဒီတိုင်းပဲပညာရှိတဲ့ယောက်ျားအရာတီတော်လူပေါ်မှာဇော့နေထိုင်ပြီဆိုရင်ခြားကိုပုံပြုတ်ပြားလို့စုရမယ်ကြီးစိမ်ဥစ္စာကိုဒီလိုစုရတယ်ဘယ်တော့မှမပေးလူပါဘူးလို့သူကဒီလိုအမြဲတမ်းဆုံးမအဲဒီလိုဆုံးမနေတဲ့ပုဂ္ဂိုလ်ကဒီနေ့ဘွယ်လွန်ကနီးကြတော့ဒီကြီးစိမ်ဥစ္စာတွေအပေါ်မှာတွေ့တတ်မဲ့နေတဲ့လောဘကိုအကြောင်းခံပြီးတော့မိမိအိမ်မှာပဲပြန်ပြီးတော့ခွေးဖြစ်ရဒီတရားနဲ့ပိဋကထဲမှာမိမိရဲ့ကြီးစဉ်ဥစ္စာတွေအပေါ်မှာတွေ့တတ်မဲ့တဲ့ပုဂ္ဂိုလ်တွေမရှိနိုင်ဘူးလားရှိနိုင်တယ်ဘုလိုခိတ္တခဏလာပြီးတရားအထုတ်တဲ့အချိန်ခါမှာတောင်မှနိစ္စ1ရက်လောက်2ရက်လောက်ရောက်ရင်ဈေးထွက်ရမယ်ဆိုတဲ့စိတ်ထားဖြင့်စိတ်စောနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိနေတယ်အပြီးအတိုင်ခွဲရတာမဟုတ်သေးဘူးခဏခိတ္တခွဲရခဏကိတ္တခွဲရတာတောင်မှဒီလောက်တော့စိတ်ကြီးကဆွဲလန်းနေသေးတယ်ဆိုရင်အပြီးအပိုင်နောက်တစ်ဖန်မတွေ့တော့ခွဲခြင်းဖြင့်ခွဲရတော့မယ်ဆိုရင်စိတ်တက်တွေဘယ်လောက်ဆွဲလန်းမလဲသိကြည့်ပြီတော့နော်အမတန်ကိုနှစ်သက်နေတဲ့စီစဉ်ဥစ္စာအမတန်နှစ်သက်မြန်တို့တဲ့သားတွေသမီးတွေဇနီးတွေဒီပုဂ္ဂိုလ်တွေနဲ့နောက်တစ်ဖန်မတွေ့တော့ခွဲခြင်းဖြင့်ခွဲရတော့မယ်ဒီတက်ရှိတဲ့မဲ့ကာမဝတ္ထုအစွတ်စုတွေနဲ့နောက်တစ်ဖန်မတွေ့တော့ခွဲခြင်းဖြင့်ခွဲရတော့မယ်ဆိုရင်ဘယ်လိုဖြစ်မလဲစဉ်းစားကြည့်နော်ကြိုတင်ခွဲထားဖို့မကောင်းဘူးလားကောင်းဘာကြောင့်လဲမကွဲနိုင်တဲ့စိတ်ထားနဲ့သိခဲ့ရင်ကိုယ်ပန်းကတောရိယပုံနာကြီးခွေးဖြစ်တဲ့ဘဝရောက်တယ်လို့မိမိတို့လည်းမရောက်နိုင်ဘူးလားရောက်သွားနိုင်တယ်သို့တော့ခွေးဆိုတာကနည်းနည်းတော်သေးတယ်လို့တော့ပြောနိုင်တယ်ဒီတဲ့အဆင့်နေတဲ့နေရာတွေလည်းငရဲတို့ဘာလို့လဲရောက်နိုင်ပါတယ်နော်
ဒါကြောင့်အဲ့ဒီဒေါရိယပုံနာကြီးခွေးဖြစ်နေတာကိုတွေ့တော့ဒီခွေးကိုလည်းဒီသုဘလွတ်လင်ကသိချစ်တယ်ကောင်းကောင်းကျွေးတယ်အိယာကောင်းကောင်းမှပဲအမြဲတမ်းသိထားတယ်ဒါပြည့်နဲ့ဒီနေ့ကြည့်လိုက်တော့သုဘလွတ်လင်လဲရဏဂုံတီးလိုက်မယ်ဒေါရိယပုံနာကြီးကနေပြီးတော့ဘဝကနေကြောင်းသွားတဲ့ဒီခွေးကြီးလည်းသိပြီးတော့ငရဲရောက်တော့မယ်ဆိုတော့မြတ်စွာဘုရားမြင်တယ်မြင်တဲ့အတွက်သုဘလွတ်လင်အိမ်ကနေလမ်းလျှောက်ထွက်တဲ့အချိန်လောက်မှတ်မြော်ပြီးတော့မြတ်စွာဘုရားထိုအိမ်ရှိမှသွားပြီးတော့ဆုံးရပ်ပါတယ်ဆုံးရလိုက်တဲ့အချိန်ကမှဒီခွေးကြီးကမြတ်စွာဘုရားကိုခေါင်းတယ်ခေါင်းတော့မြတ်စွာဘုရားကလည်းသင်ရှိရခင်ခါတုန်းကလည်းငါ့ကိုငါဘုရားကိုဘောဘောနဲ့လူဘွားတုန်းကလည်းပြောခဲ့တယ်ခုလည်းသင်ငါ့ကိုခေါင်းနေပြန်ပြီဆိုပြီးတော့ဒီစကားကြီးပြောသွားတယ်အဲဒီစကားကြားလိုက်ရတဲ့အချိန်ကကြတော့အိမ်မှာရှိနေတဲ့အလုသမားတွေကသူဘလွတ်လင်ပြန်လာတဲ့အချိန်ခါမှာအကျိုးကြောင့်ကိုအလုံးပြန်ပြောကြ။ဘာဖြစ်လို့ပြန်ပြောရတယ်ဆိုတော့ဒီခွေးကအဲ့ဒီစကားကြားလိုက်တော့အိယာကောင်းကောင်းမှမနေတော့ပဲအိယာတက်ကနေဆင်းပြီးတဲ့အချိန်ခါမှာပြာပုံထဲမှာသွားပြီးတော့လူပြီးအိတ်တယ်။သူဘလွတ်လင်ပြန်လာတဲ့အခါမှာသူခွေးပြာပုံထဲအိတ်နေတာမြင်တော့အိမ်ကအလုသမားတွေကိုမေးကြည့်လိုက်တဲ့အခါအကျိုးကြောင့်ကိုအလုသမားတွေကရှင်းပြတော့စိတ်ထဲမှာတော့မကောင်းဘူး။ဒါပြင်းနဲ့သူကတော်လေးစိတ်ထဲနဲ့မကြည်မနှက်ဖြစ်တဲ့မြတ်စွာဘုရားကိုမှုတော်ဝါဒနဲ့ဆွဆွမယ်ဆိုတဲ့ကြွယ်ချက်ဖြင့်ဘုရားထံသွားဘုရားထံသွားပြီးအကျိုးကြောင့်မင်းများလျှောက်ထားလိုက်တော့လေဘုရားရှိခိုးဟုတ်မှန်တဲ့အကြောင်းပြန်လိမိတ်ကြလိုက်တော့အထောက်ထားခိုင်လုံတဲ့သက်သေတစ်ခုမြတ်စွာဘုရားကအမိန့်ရှိလိုက်ပါတယ်သင့်ဖခင်ကမကွယ်လွန်ခင်မှာသင့်ကိုမပြောကြားခဲ့ပဲနဲ့လျှို့ဝှက်ထားတဲ့ပစ္စည်းဝတ္ထုတွေရှိတယ်လို့သင်မကြားဘူးလားမေးကြည့်လိုက်တော့ကြားဘူးတယ်ဘာတွေရှိလဲအဖို့တသိန်းတန်းနဲ့ရွှေခွက်အဖို့တသိန်းတန်းနဲ့တန်းစားအဖို့တသိန်းတန်းနဲ့ရှင်နေအဲ့ဒီပစ္စည်းတွေပေါ့နော်အဖို့တသိန်းတန်းနဲ့အကြပြတသိန်းထင်တယ်နော်အဲ့ဒီပစ္စည်းဝတ္ထုအစုစုတွေကိုမြုပ်နှံတော့ထားခဲ့တယ်ဒါပေမဲ့ဘယ်နေရာမှာမြုပ်နှံသွားတယ်ဆိုတာဖခင်ကမပြောကြားခဲ့ဘူးအဲ့ဒီပစ္စည်းဝတ္ထုတွေရှိတဲ့အကြောင်းကိုသူ့ဘာလွတ်နေကလျှောက်ထားတော့အဲ့ဒီခွေးကိုရေမရောတဲ့နှုတ်ကနာသမီးဝအောင်တွေ့ပြီးတဲ့အချိန်ခါမှာအိယာကောင်းကောင်းမှသိလို့သူအိတ်မပြောတော့ပြောအချိန်မှာအဲ့ဒီခွေးကိုသင်မေးကြည့်ပါအဲ့ဒီခွေးကဒီပစ္စည်းတွေဘယ်နေရာမှာမြုပ်ထားတယ်ဆိုတာကိုသူလိုက်ပြီးကြားလိုက်အဲ့ဒီလိုဘုရားရှင်ကအမိန့်ရှိလိုက်တဲ့အချိန်ခါမှာသူ့ဘာလွတ်လင်ကစဉ်းစားတယ်ကဲရှင်ဂေါတမပြောခဲ့တဲ့စကားမှန်ခဲ့မယ်ဆိုရင်လဲငါပစ္စည်းတွေပြန်ရမမှန်ဘူးဆိုရင်လို့ရှိရင်လဲရှင်ဂေါတမကိုမှုတော်ဝါဒဖြင့်ငါနှိပ်ကွက်မယ်ဆိုတဲ့ရွယ်ချက်ဖြင့်သူကအိမ်ကိုဝမ်းပြောင်းဝမ်းသာနဲ့ပြန်သွားလိုက်ပြန်သွားပြီးမြတ်စွာဘုရားအမိန့်ရှိတဲ့အတိုင်းရေမရောတဲ့နှုတ်ကနာစွမ်းနေကျွေးပြီးတဲ့အချိန်ကကြတော့ခွေးကိုအိယာကောင်းကောင်းမှသိအိမ်မပြော့တော့အိမ်မပြော့တော့အချိန်မှာဒီခွေးကိုမိတ်လိုက်တဲ့အခါခွေးကနေပြီးတော့စိတ်မချမ်းမသာနဲ့သူ့ဘာလွတ်လင်ကိုသူပစ္စည်းတွေမြုပ်ထားတဲ့နေရာအကုန်လုံးလိုက်ပြီးတော့ခြေထောက်နဲ့ရက်ပြီးတော့ပြအဲ့ဒီကမှတူးပေါ်ကြည့်လိုက်တဲ့အချိန်ကမှမြုပ်နှံထားတဲ့ပစ္စည်းအလုံးပြန်ပြီးတော့ရလိုက်တဲ့အခါကျတော့သူ့ဘာလွတ်လင်လည်းစိတ်ထဲကြည်နှံ့သွားတယ်ခွေးလည်းသေးပြီးတော့ငရဲရောက်သွားတယ်ဆိုကြတယ်နော်အဲ့ဒီအချိန်ကမှသူ့ဘာလွတ်လင်ကနေပြီးတော့မြတ်စွာဘုရားတချင်းကပ်ပြီးတော့ဒီတရားဝါရီယုံညံ့တဲ့တရားဝါဖြစ်ရခြင်းအကြောင်းမွန်မြတ်တဲ့တရားဝါဖြစ်ရခြင်းအကြောင်းဘာတွေပေါ်အခြေခံပြီးတော့ဖြစ်ပေါ်လာရတယ်ဆိုတာကိုသူကမေခွန်း14ချက်စီရင်ပြီးတော့မြတ်စွာဘုရားထံသူကဒုတိယအကျင့်ပြန်လာပြီးတော့လျှောက်ထားတယ်နော်ဘယ်လိုလျှောက်ထားလဲကောနုခောဘောဂရမဟေတုကောပြည့်ကျော်ယေနမနုဿာနံယေဝတတမနုဿာဘုဒ္ဓနာဒိဋ္ဌတိဟိနပဏိတတာဘောဂရမအိုရှင်ဂေါရမဘောဂရမအိုရှင်ဂေါရမမနုဿာနံယေဝယေနအကျင့်အကြောင်းတရားကြောင့်ဝါအကျင့်အထောက်အပံ့ကြောင့်မနုဿာနံယေဝလူတို့သည်သာလျင်တတ္တဖြစ်ကြပါကုန်လျက်မနုဿဗုဒ္ဓနာလူသားဖြစ်ကြကုန်သောသူတို့ဤဤနာပဏိတတအယုတ်အမြတ်တို့ဤဖြစ်ဖို့ရန်အယုတ်အမြတ်တို့ဤအဖြစ်တို့ကိုဒိဋ္ဌံဒီတွင်မြင်၍နေကြရပါကုန်၏သောဟေတုထိုယုတ်ညာတဲ့တရားဝါဖြစ်ဖို့ရန်မွန်မြတ်တဲ့တရားဝါဖြစ်ဖို့ရန်တည့်ရဖြစ်ပေါ်စေတတ်တဲ့ဟေတုအကြောင်းတရားစနကအကြောင်းတရားဒီကကောအဘေဘာနီသောပြင်စရောထိုယုံညာနဲ့တရားဝါမုံမြတ်တဲ့တရားဝါဖြစ်ဖို့ရအဘိထောက်ကနေတဲ့ဥပဋ္ဌာမကအကြောင်းတရားပြည့်စရာအကြောင်းတရားဒီကကောနုကောအဘေဘာနီမြတ်စွာဘုရားလောကမှာယုံညာတဲ့တရားဝါတွေလည်းရှိမုံမြတ်တဲ့တရားဝါတွေလည်းရှိကြ
ယုံညာတဲ့တရားဝါဖြစ်ဖို့ရန်မွန်မြတ်တဲ့တရားဝါဖြစ်ဖို့ရန်တည့်ရဖြစ်ပေါ်စေတတ်တဲ့ဟိတုအကြောင်းတရားသနကအကြောင်းတရားတွေကဘာပါလဲအာပိထောက်ပံ့နေတဲ့ဥပဓမ္မကအကြောင်းတရားဖြစ်เสียအကြောင်းတရားတွေကဘယ်လိုဟာရီပါလဲလို့မြတ်စွာဘုရားကသူကမေးဆက်ပြီးတော့သူကရောက်ထားတယ်ဒိဋ္ဌန္တိဟိဘောဂောဓမ္မမနုဿအပ္ပယုကဒိဋ္ဌန္တိဒီဃယုကဘောဂောရမအိုရှင်ဂောရမအပ္ပယုကတိုသောအတ္တရှိကြကုန်သောဝါအတ္တတိုးကြကုန်သောမနုဿပိလူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏ဒီဃယုကရှိသောအတ္တရှိကြကုန်သောဝါအတ္တရှိကြကုန်သောမနုဿပိလူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏ရှင်ဂောရမလောကမှာအသက်ရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းတွေ့ရတယ်အသက်တိုးတဲ့ပုဂ္ဂိုလ်တွေကိုလည်းတွေ့ရတယ်ဒိဋ္ဌန္တိဘောဘာဒအပ္ပဒိဋ္ဌန္တိဘောဘာဒဒိဋ္ဌန္တိအပ္ပဘာဒဘောဂောရမအိုရှင်ဂောရမဘောဘာဒအနာယောဂများပြတဲ့ပုဂ္ဂိုလ်လူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်ကြရပါကုန်၏အပ္ပဘာဒအနာယောဂကင်းတဲ့လူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏အနာယောဂထူပြောတဲ့ပုဂ္ဂိုလ်တွေလူသားတွေကိုလည်းတွေ့ရအနာယောဂကင်းနေတဲ့လူသားတွေကိုလည်းတွေ့ရပါတယ်ဒိဋ္ဌန္တိဒုဗ္ဗနာဒိဋ္ဌန္တိဝဏဝတောဘောဂောရမအိုရှင်ဂောရမဒုဗ္ဗနာယုတ်အစင်းမလှကြကုန်သောလူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏ဝဏဝတောအစင်းလှပ၍နေကြကုန်သောလူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏အစင်းလှတဲ့လူသားတွေကိုလည်းတွေ့ရတယ်အစင်းမလှတဲ့လူသားတွေကိုလည်းတွေ့ရတယ်ဒိဋ္ဌန္တိအဘိဓကဒိဋ္ဌန္တိမဟေတကအဘိဓကအချွေရအကျော်အစောနေပါတဲ့လူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏မဟေတကအချွေရအကျော်အစောကြီးမားတဲ့ပုဂ္ဂိုလ်တို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏အချွေရနေပါတဲ့ပုဂ္ဂိုလ်တကောနေပါတဲ့ပုဂ္ဂိုလ်ကျော်သောတရင်နေပါနေတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့ရတယ်အကျွေးရများပြားနေတဲ့ပုဂ္ဂိုလ်ဘုံတကိုကြီးမားနေတဲ့ပုဂ္ဂိုလ်ဒီလိုပုဂ္ဂိုလ်တွေကိုလည်းလောကမှာတွေ့နေရတယ်နောက်တစ်ခုဒိဋ္ဌန္တိအပ္ပဘောဂဒိဋ္ဌန္တိမဟာဘောဂအပ္ပဘောဂနေပါသောစိစဉ်ဥစ္စာရှိကြကုန်သောလူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်ကြရပါကုန်၏မဟာဘောဂစိစဉ်ဥစ္စာများပြားကျွယ်ဝတဲ့လူသားတို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်ကြရပါကုန်၏ဒီစေဥစ္စာနဲ့ပါတဲ့ပုဂ္ဂိုလ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုလည်းတွေ့ရတယ်။ဒီစေဥစ္စာများပြားတဲ့ကျွယ်ဝချမ်းသာနေတဲ့လူသားတွေကိုလည်းတွေ့မြင်နေရတယ်။ဒိဋ္ဌန္တိနိစာကုလိနာဒိဋ္ဌန္တိဥစ္စာကုလိနာနိစာကုလိနာယုံညာတဲ့အမျိုးအနွယ်ရှိကြတဲ့ပုဂ္ဂိုလ်တို့ကိုလည်းပဲဝါအမျိုးယုံညာတဲ့ပုဂ္ဂိုလ်တို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏။ဥစ္စာကုလိနာအမျိုးမြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏အမျိုးမြတ်တဲ့လူသားတွေအမျိုးယုံညံ့တဲ့လူသားတွေလည်းလောကမှာမြင်တွေ့နေရပါတယ်ဒိဋ္ဌန္တိတို့ပညာဒိဋ္ဌန္တိပညာဝတ္တောတို့ပညာဉာဏ်နဲ့ပါတဲ့ပုဂ္ဂိုလ်တို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်ကြရပါကုန်၏ပညာဝတ္တောပညာဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တို့ကိုလည်းပဲဒိဋ္ဌန္တိတွေ့မြင်ကြရပါကုန်၏လောကမှာအတိလိမ္မာဉာဏ်ပညာအမတန်ထူထိုင်းတဲ့အတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့ရတယ်ဉာဏ်ပညာကြီးမားတဲ့အလွန်ထက်မြက်တဲ့ဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေကိုဒီလောကမှာတွေ့နေရတယ်နော်ကောနုကောဘောဂရမဟေတုကောပြည့်စုံယေနမနုဿာနာယေဝတတ္တမနုဿာနာမနုဿဗုဒ္ဓနာဒိဋ္ဌန္တိဟိနာပဏိတတာတိဘောဂရမအိုရှင်ဂောရမဘောဂရမအိုရှင်ဂောရမမနုဿာနာယေဝလူသားတို့သည်သာယေနအကျင့်အကြောင်းတရားကြောင့်ယေနအကျင့်အကြောင်းထောက်ပံ့ကြောင့်မနုဿာနာယေဝလူသားတို့သည်သာလျှင်တတ္တံဖြစ်ကြပါကုန်လျက်မနုဿဗုဒ္ဓနာလူသားဖြစ်ကြကုန်သောသူတို့၏ဟိနပဏိတာတအယုတ်အမြတ်၏အဖြစ်ကိုဒိဋ္ဌန္တိတွေ့မြင်၍နေကြရပါကုန်၏သောဟေတုထိုတည်းရဖြစ်ပေါ်စေတတ်တဲ့ဟေတုအကြောင်းတရားတနကအကြောင်းတရားဒီကကောနုကောအဘေဘာနီသောပစ္စယောထိုအဘိထောက်ပန်နေတဲ့ဥပဓမ္မကအကြောင်းတရားပြည့်စရာအကြောင်းတရားဒီကကောနုကောအဘေဘာနီဣတိဤသို့မင်းများလျှောက်ထားလိုက်လေပြီပေါင်းလိုက်တော့ပြဿနာဘယ်နှချက်လဲ14ချက်ယုံညံ့တဲ့တရားဝါဖြစ်ရခြင်းမွန်မြတ်တဲ့တရားဝါဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေဟာဘာတွေပါလဲလို့ပြန်ပြီးတော့မေးတယ်အဲဒီလိုပြဿနာ14ခုမေးလိုက်တဲ့အချိန်ခါကျတော့မှမြတ်စွာဘုရားကကာမတက္ကမနဝတတ္တကာမတယထာကာမယောနိကာမဗန္ဓုကာမပရိတရဏကာမံတတေဝိပိစတိယတိတဟိနပဏိတတာယ
မနဝသူပါလူလေတတ္တတတ္တဝါတို့သည်ကာမတက္ကကန္တလေးကိုယ်ပဲဥစ္စာရှိကြကုန်၏ကာမတယထကန္တလေးအမွေကဥစ္စာရှိကြကုန်၏ကာမယောနိကန္တလေးအကြောင်းရင်းစီရှိကြကုန်၏ကာမဘန္တုကန္တလေးအဆွေခင်မွန်းစီရှိကြကုန်၏ကာမပတိန္ဒရဏကန္တလေးပေါ်အောင်လီလျောင်းမိကိုရာရှိကြကုန်၏ကာမကံတိတတ္တိတတ္တဝါတို့ကိုဤနပဏိတာတာယအယုတ်အများဖြစ်ဖို့ရာဝိပိစ္ဆတိခွဲခြားဝေဖန်၍ပြပေ၏ဒါကတော့သူ့ဘာလို့လဲသရဝရိဟာကန္တလေးကိုယ်ပဲဥစ္စာရှိကြတယ်ကန္တလေးအမွေကဥစ္စာရှိကြတယ်ကန္တလေးအကြောင်းရင်းသိရှိကြတယ်ကန္တလေးအဆွေခင်မွန်းသိရှိကြတယ်ကန္တလေးပေါ်လီလျောင်းမိကိုရာရှိကြတယ်သရဝတူယုံညာဖို့ရအတွက်ကံကခွဲတန်းချပြီးသရဝတူမြင့်မြတ်ဖို့ရအတွက်ကံကပဲခွဲတန်းချပေးပါတယ်လို့ဒီလိုမြတ်စွာဘုရားကအကျဉ်းချုပ်ဖြေလိုက်ဘာဖြစ်လို့အကျဉ်းချုပ်ဖြေရတယ်လဲဆိုတော့သရဝရိဟာတော်လေးခက်တဲ့အထူးသဖြင့်ပုံနာတွေပေါ့သူတို့ကဝေရတ္တဏီကိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တော့သူတို့ကိုသူတို့ပညာရှိလို့ယူဆကြတယ်အဲဒီလိုပညာရှိလို့ယူဆနေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားများသောအားဖြင့်မမနတ်ကိုကြတော့အကျဉ်းချုပ်ကလေးကိုပထမဟောပြီးပါတယ်အကျဉ်းချုပ်ဟောပြီးမှအကျယ်ကိုနောက်ထပ်ထပ်ပြီးဟောပြီးပထမတည်းကအကျယ်ကိုဟောလိုက်ရင်သူတို့ကဘာပြောတတ်လဲရှင်ကောဓမဟောတဲ့တရားတွေတို့သိပြီးသားတွေပဲလို့သူကဒီလိုလုပ်တတ်လောကကလူက